ဒီဥစဉ်တို့ပြောချင်တာကမိဘကျေးဇူးကိုခုကြည့်အောင်ဆက်တယ်ဒီဥစဉ်သိပြီဘုရားရှင်ဆက်တဲ့အကြောင်းဟောပြီးပြီအရှင်သာရိပုတ္တရာဆက်တဲ့အကြောင်းဟောပြီးပြီဒီလောက်နဲ့သိရင်လည်းရပြီသို့တော့နောက်ထပ်ဆက်ကြောင်းတစ်ခုခေါ်ကျင်သေးတယ်တဏှာရီတော့အချိန်ကုန်ပြီမလားသိကြပြီနော်သိကြပြီးတာပါပဲဟုတ်လားအားလုံးတို့ပြိဿတွေကျေးဇူးဆက်တတ်အောင်လို့ပါဟုတ်လားအမေတို့အဖေတို့ရဲ့မွေးကျေးဇူးကိုဆက်တတ်ဖို့ရန်လူဘိုးကိုကြည်အောင်ဆက်တတ်ဖို့ရန်ပစ္စည်းနဲ့ကျေးဇူးဆက်ခြင်းနဲ့လည်းသိအောင်ပြောကြားခဲ့ပြီးပါပြီတရားနဲ့ကျေးဇူးဆက်ခြင်းနဲ့ပဲဟောကြားခဲ့ပြီးပါပြီအရှင်သာရိပုတ္တရာမထေရမြတ်နဲ့ဘုရားရှင်တို့ရဲ့တရားဓမ္မနဲ့ကျေးဇူးဆက်တဲ့ဤလေးလည်းပြီးခဲ့ပြီးပါပြီအေးမြတ်စွာဘုရားလက်ထက်တော်ကာလတော်ကယဟန်တော်တစ်ပါးရဲ့ကျေးဇူးဆက်တဲ့ဤလေးကနာကြည့်ကြရအောင်ဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်သာဝတိပြင်မောစီတော်ရွှေကြောင်းပါကင်းအောင်မွေလျော်သတင်းသုံးလို့နေတော်မူစဉ်ကာလတုန်းကပြိဿရဲ့ဘုရားပင်မှာသတင်းသုံးလုံးကလည်းစီတော်ရွှေကြောင်းတော်မှာရှင်တော်မြတ်ဘုရားသတင်းသုံးလို့နေတော်မူတဲ့အချိန်သာဝတိမြို့မှာလည်းပဲမိသားစုတစုရှိကြပါတယ်ဘလောက်တောင်ကျွယ်ဝချမ်းသာသလဲဆိုရင်18ခရီးကျွယ်ဝချမ်းသာပါတယ်ဘလောက်ချမ်းသာလဲ18ခရီးကျွယ်ဝချမ်းသာတဲ့မိသားစုရဲ့သကောင်စရင်ကိုကြည့်လိုက်တဲ့အခါကျတော့အဖေရဲ့အမေရဲ့အရွယ်ရောက်နေပြီဖြစ်တဲ့သားလေးတစ်ယောက်ရဲ့ပေါင်းလိုက်တော့3ယောက်ပဲရှိတယ်တဲ့သာဝေသာဝ3ယောက်ပဲအိမ်ကြီးတိမ်မှာနေပြီးတော့စီစဉ်နေခံစားရင်းနဲ့ပျော်နေလိုက်တာတယောက်တည်းသာရှိတဲ့ဟောဒီသားလေးကိုတရားသောမိသားစုဝင်နေနဲ့လုံးဝပတ်သက်ခွင့်မပေးတဲ့အခါသားလေးကလည်းအိမ်ထဲမှာတယောက်တည်းနေရတော့ပြင်းပြီပေါ့ညနေချင်းရောက်ရဲ့အိရှိဝရဏလေးမှာထွက်ပြီးတော့မတ်တရက်လမ်းသွားလမ်းလာတွေကိုကြည့်ပြီးတော့ကလေးလေးကပြီးကြည့်ပြီးဖြစ်လို့နေကြရတယ်ပြီးတော့အမျိုးကောင်းသားလေးတနေ့ဝရဏလေးထွက်ပြီးတော့ရက်နေတဲ့အချိန်မိမိတို့ရဲ့အိရှိကလမ်းမကြီးပေါ်မှာအေးချမ်းတဲ့မျက်နှာအေးချမ်းတဲ့ခြေနှံအသွင်ပြင်းနေနဲ့သွားနေတဲ့လူသားတွေတွေ့တဲ့အခါအော်ဒီလူတွေကြည်ရတာအေးချမ်းလိုက်တာဒီလူတွေသွားနေတဲ့ခြေနှံတွေမှာလောဘဒေါသတွေခင်းနေလိုက်တာဘယ်ကိုများသွားကြမှာပါလဲဘာချင်းရနဲ့များသွားနေရတာပါလဲလို့ပြီးရင်တဲ့စိတ်ကလေးနဲ့အောက်ထက်ကိုအသာဆင်းခရီးသွားရဲ့အနာကိုကပ်ပြီးတော့မေးကြည့်လိုက်တဲ့အခါအကိုကြီးတို့အမကြီးတို့အတော်ကြီးတို့ဘယ်ကိုများသွားကြမှာပါလဲခမည်းတော်သွားနေတဲ့မျက်နှာတွေကလည်းအေးချလိုက်တာခြေလမ်းတွေကလည်းလောဘဒေါသမာနခြေလမ်းတွေကင်းပါလိုက်တာလို့မေးလိုက်တဲ့အချိန်ပြန်ပြီးတော့ဖြေလိုက်တဲ့သရသံဃာဩလူကလေးရဲ့ဟိုစီတော်ရွှေကြောင်းတော်မှာဘုန်းတော်၆ပါးသခင်ဘုရားရှင်ကညစဉ်ညတိုင်းတရားဓမ္မတွေဟောကြားပေးနေတယ်ရှင်တော်မြတ်ဘုရားရဲ့တရားဓမ္မတွေကိုနာကြားဖို့ရန်ငါတို့သွားကြမှာပါတရားဆိုတာအေးတယ်တရားဆိုတာငြိမ်းတယ်တရားဆိုတာနှလုံးစိတ်ဝမ်းကိုငြိမ်းချမ်းစေပါတယ်တို့တရားသွားနာကြမလို့ပါကွယ်တဲ့ပရိသတ်ဘယ်သွားမှာလဲဒီတော့တရားနာသွားမယ်ဆိုတဲ့အတန်ကြားရတဲ့အချိန်ပါရမီဓာတ်ခံပါလာတဲ့သူငယ်ဖြစ်တဲ့အတွက်ကြောင့်ဒါဆိုရင်အဲ့ဒီတရားကျွန်တော်ကိုနာလို့မရဘူးလားရပါသဘောကွယ်ငါတို့ရဲ့ဘုရားရှင်ကတတိသရွယ်ကုန်းတဲ့ကနေလေသမတဲအောင်သရောင်းသားတဲအောင်သူဟောတဲ့တရားကိုတကုံတန်နဲ့တသိခဲနဲ့သာဟောကြားတော်မူပါတယ်သာလီလည်းနာကြားနိုင်ပါတယ်လိုက်လာလို့ရပါတယ်လို့တရားတော်ပရိသတ်ရဲ့ဆွဲဆောင်မှုအားကောင်းတဲ့အတွက်ကြောင့်နှလုံးသားတွေကတရားတွေကလည်းထက်တဲ့ထက်သန်လာရှင်တော်မြတ်ဘုရားတရားဝေကိုအားခဲရင်းနဲ့ပရိသတ်နောက်နာကနေပါသွားလိုက်တာရှင်တော်ရွှေကြောင်းတော်မှာဘုရားရှင်ကလည်းတရားဓမ္မတွေဟောကြားနေပြီးဒါနရဲ့အကြောင်းတွေသီလရဲ့အကြောင်းတွေနတ်ပြည်ချမ်းသာရဲ့အကြောင်းတွေမြမပြည်ချမ်းသာရဲ့အကြောင်းတွေလူမြောက်ကြောင်းတရားတွေကိုစင်စမ်းမပြတ်ဟောကြားနေတဲ့အထက်ကရှင်တော်မြတ်ဘုရားကအဲ့ဒီနေ့ကြမှာကာမနာအာဒီနဝကထာငါးပြအာယုံကာမဂုဏ်တွေရဲ့အပြစ်တွေကိုတန်းစီပြီးတော့ဟောကြားတော်မူလို့နေပါတယ်ခြေသားခြေသမီးတို့တ
တေလိုမြင်ရတဲ့ယူပါယုံတတယုံခန္ဓာယုံရတယုံဘုဒ္ဓဘာယုံဓမ္မယုံလို့ခေါ်တဲ့အာယုံ၆ပါးကာမဂုဏ်တရားတို့သည်အပူနဲ့သာစပြီးတော့အပူနဲ့သာဆုံးလိမ့်မယ်ဘယ်တော့မှအေးရတဲ့ဆိုတာမရနိုင်ဘူးတကယ်အေးရတဲ့တရားအစစ်ဆိုတာကယဟန်တို့ရှာနေတဲ့ယဟန်တရားမှသာရှိပါတယ်အေးဒါကြောင့်ညီရတဲ့ဘဝအေးရတဲ့ဘဝအပူရိကင်းတဲ့ဘဝကိုလူကျင်တဲ့မျိုးကောင်းသားမျိုးကောင်းသမီးပိုင်ရင်တော့ယဟန်ဘဝမှာယဟန်တရားကိုအားထုတ်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းဟောပြုတာတရားရှာဖို့ဟောကြားတော်မူနေပြီးတရားနာကြနေတဲ့သူငယ်လေးရဲ့တရားတရားကလည်းထပ်သန်လို့နေပြီးဒီလိုနဲ့တရားပွဲကြီးပြည့်စုံသွားတဲ့အချိန်ထပ်သန်တဲ့တရားတရားကျင်းသွားတဲ့ဟောဒီတော်ကောင်းသားလေးအမျိုးကောင်းသားလေးရှင်တော်မြတ်ဘုရားရဲ့ထံတော်ဘာကိုချဉ်းကပ်သွားအိုးဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာဖန်ဝါနီများကြသိငါဆင်များလို့ရှင်ဟန်ပြုလိုပါတယ်တပည့်တော်ကိုယဟန်ပြုခွင့်ပေးသနာတော်မူပါလို့ယဟန်ပြုခွင့်တောင်းပါတယ်ဒီတော်မြတ်စွာဘုရားကအမျိုးကောင်းသားလေးကိုကြည့်ပြီးတော့ဟဲ့သားလေးငါဘုရားရဲ့သာသနာကိုဝင်လာကြမယ်မျိုးကောင်းသားမျိုးကောင်းသမီးမှန်ရဲ့သင်တို့ရဲ့မိဘနှစ်ပါးကကြီးပြူပြူနဲ့ခွင့်ပြုမှသာလည်းဟိုပေးခွင့်ရှိပါတယ်အဲတော့မင်းမိဘနှစ်ပါးကမင်းကိုသာသနာပေါင်းဝင်ဖို့ခွင့်ပေးလိုက်ပြီလားတဲ့ပြိဿမိဘနှစ်ပါးကခွင့်ပေးလိုက်ပြီလားအရှင်ဘုရားတပည့်တော်ရဲ့မိဘနှစ်ပါးကခွင့်ပေးဖို့နေသာသာအရှင်ဘုရားဓမ္မကိုတရားနာရောက်ပြီးတော့နာကြားတာတောင်မှမသိကြရှာသေးပါဘူးခင်ဗျာဤခွေဒါဆိုရင်မင်းမိဘနှစ်ပါးထံမှာမင်းခွင့်သွားတောင်းလိုက်အောင်လို့ရှင်တော်မြတ်ဘုရားရဲ့ရွှေနှုတ်တော်ကမိန့်ကြားလိုက်တယ်ဆိုရင်ပဲမိမိရဲ့အိမ်ကိုအပြေးလေးပြန်မိဘနှစ်ပါးရဲ့ဓမ္မယုသေးစွာဥနှိမ့်ချပြီးတော့အဖေတို့အမေတို့ကျွန်တော်ဒီမြတ်စွာဘုရားရဲ့တရားကိုနာကြားကြရပြီးပါပြီလူပေါင်းမှာကျင်ရတဲ့ကျွန်တော်တို့ရဲ့ဘဝငါးပြာအာယုကာမဂုဏ်နဲ့သာအချိန်ကုန်လို့နေကြပါတယ်ငါးပြာအာယုကာမဂုဏ်တရားတွေကပူလောင်လာပါတယ်ဒါကြောင့်အေးရတဲ့တရားကိုရှာဖွေခွင့်ရဖို့ရအတွက်ကျွန်တော်မြတ်စွာဘုရားရဲ့သာသနာမှာဝင်ပြီးတော့ယဟန်ပြုလိုပါတယ်ယဟန်ပြုခွင့်ပေးကြပါလို့မိဘနှစ်ပါးရဲ့ထံမှာခွင့်တောင်းလိုက်တဲ့အချိန်အသက်80ကျော်80တွင်ချင်းနှင်းဝင်ရောက်နေပြီဖြစ်တဲ့အမေအိုကြီးကအသားလေးကိုသိချကြည့်ငါသားရဲ့မင်းကိုပြောရလေခြင်းတိမ်လုံးမှာ80 80နာကနေ80နာကနေတဲ့အမေအဖေနာရီထိုင်မျက်စိတွေမုံသွားတွေကြိုခါတွေကိုင်းနေတဲ့ဒီလင်မယားနှစ်ယောက်ကိုမှမေတ္တာရင်ပြီးတော့မြတ်စွာဘုရားရဲ့သာသနာကိုဝင်သွားမင်းလို့ဆိုနေတယ်မင်းမို့လို့ပြောထွက်နေခြင်းကွယ်ငါသားရဲ့အမေဖေလိုမှဖွင့်မပေးနိုင်ဘူးငါဖွင့်မပေးနိုင်ဘူးသားရဲ့တဲ့အမေတို့ရဲ့အမျိုးကိုပြန်ပြီးတော့ကြည်လိုက်ပါအောင်တမျိုးလုံးတစ်ဆွေလုံးမှာငါသားလေးတယောက်သားလည်းလူပြေမှာခြံထားခဲ့ရမှာငါသားလေးဒီအမေတို့ရဲ့အညွတ်ဖြစ်တဲ့သားကလေးပါအမေတို့အမျိုးကိုဆက်လက်ရှင်းသန်ဖို့ဆိုတာငါသားလေးမှာပဲတာဝန်ရှိပါတယ်သားရဲ့အမေမျက်လုံးအဆုံးမြင်နေရပြီမယ်ငါသားမရှိရင်꿰နေသလိုပါပဲငါသားလေးရဲ့အမေရဲ့မျက်လုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသေးနှလုံးဆိုရင်လည်းငါသားလေးပါပဲအမေရဲ့အသက်ဆိုရင်လည်းငါသားလေးပါပဲ꿰ဒါကြောင့်အမေပဲနည်းနဲ့မှခွင့်မပေးနိုင်ပါဘူး꿰အမေကဘလောက်ပဲသားကတောင်းဆိုခွင့်မပေးတဲ့အခါကျတော့လေသားလေးနဲ့စိတ်ကြည်ငြင်းပြီးတော့ကြဲဗျာဒါဆိုရင်တော့သားကတော့နေလို့စားလို့လည်းရမှာမဟုတ်တော့ပါဘူးဆိုမြတ်စွာဘုရားရဲ့တရားတော်ကိုအာယုံပြုသတိရရင်မိဘနှစ်ပါးခွင့်မပြုတဲ့အတွက်ကြောင့်စိတ်ညစ်ခြင်းများစွာနဲ့အိယာထဲမှာဝင်လင်းလိုက်တာ9 ရက်လုံးလုံးထမင်းလည်းထားမစားဘူးရေလည်းမတော့ဘူးအယုတ်ဆုံးကျင်ကြီးကျင်နေတော့မစွန့်တော့ဘူးတဲ့ဒီတော့အဖိုးကြီးကတတိထားပြီးတော့ကြည်လာတယ်ရှင်မငါတို့မှာတစ်ယောက်ပေါင်းပြေးကြည့်မှာသားဆိုလို့ဒီတစ်ယောက်ပဲရှိတာငါတို့တိမ်လုံးမှာယရနာဆိုတော့ဒီသားလေးတစ်ယောက်သာရှိတယ်
ဒီသာလိသာဟောဒီလောကကြီးတွေကနေသေဆုံးသွားရင်တော့ငါတို့ယူကျုံမရဖြစ်လို့ငါတို့ပါလိုက်သေးကြရလိမ့်မယ်ထင်တယ်မင်းမတင်းပါနဲ့တော့ကွာသူသနာအတိုင်းဟန်ပြုတ်ပွင့်လာပေးလိုက်ပါတော့ယဟန်ဘဝမှာရှိနေရင်တော့မှငါတို့ယဟန်လေးဘဝနဲ့သားလေးကိုမြင်တွေ့ရအောင်မယ်ဒီလိုသာမင်းတင်ထားရင်တော့မင်းသားလေးကဆန္ဒပြလို့အစာငတ်ခံလို့အသေးခံလိမ့်မယ်ထင်တယ်အဖိုးကြီးကနားချမှအဖွားကြီးကလည်းသဘောပေါက်ပြီးတော့ကဲသားသားလာမင်းဒီလိုကြီးတော့မနေနဲ့ကွယ်သမင်းစားပါဟဲ့ရေတောက်ပါဟဲ့မင်းရှိချင်းတဲ့ယဟန်ဘဝကိုအမေကလည်းခွင့်ပေးပါပြီမင်းအဖေကလည်းကြည်ကြည်နက်နက်နဲ့ခွင့်ပေးလိုက်ပါပြီငါသားလေးသာသနာပေါင်းကိုဝင်ခွင့်ရပါပြီလို့အမေကြီးရဲ့နှုတ်ခလည်းခွင့်ပြုချက်လည်းပေးလိုက်တော့ပြိဿကြီးအာရပါရနဲ့ဒုံဆိုင်ကြီးစေတော်ကြောင့်တော့ကခန္ဓာကိုယ်ရိတ်တိုက်ကိုဝင်ရှင်တော်မြတ်ဗျာရဲ့ခြေတော်ရဲ့မှာရှင်တော်မြတ်ဗျာကိုယိုသေးစွာဥနှိမ့်ချလို့လျှောက်ထားလိုက်ပြီးဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့သာသနာမှာယဟန်ပြုဝေရဖို့ရန်အတွက်တပည့်တော်ရဲ့မိဘတစ်ပါးကကြည်ပြူနဲ့ဖွင့်ပေးလိုက်ပါပြီဒါကြောင့်အရှင်ဘုရားတပည့်တော်ကိုသာသနာပေါင်းတွင်သွတ်သွင်းလို့ပြီးတော်မူပါဘုရားတဲ့အာယပါယနဲ့လျှောက်ထားရှင်တော်မြတ်ဗျာကရှင်သာရိပုတ္တရာမထေရမြတ်ကိုယဟန်ပြုခွင့်တာဝန်ပေးပြီးတဲ့အချိန်ခုနကလူဝတ်ကြောင်ဘဝကအမျိုးသားလေးဟာဖောင်ဝါနေမြတ်ကြသင်္ကန်းဆင်မြန်းပြီးတော့ရှင်ယဟန်ဘဝကိုရောက်ရှိသွားခဲ့ပါပြီအမျိုးကောင်းသားလေးဘာဖြစ်သွားလဲယဟန်ဖြစ်သွားတဲ့အချိန်ယဟန်တို့တရားမဲ့ပရိယတိသာပေကိုငါးဝါတိုင်တိုင်သင်ငါးဝါတိုင်နဲ့သင်ပြီးတဲ့အချိန်ရောက်တော့ကိုတော်လေးရဲ့တတိတံဝေကဉာဏ်တွေကနှိုးဆွာလို့လာပြီဩငါသည်မြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားပြီးသားအချိန်လုံးကယဟန်ဘဝမှာယဟန်တရားကိုအားထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ပြုခွင့်ရလာခဲ့တာအခုငါသည်စာပေလေးလည်းပဲသင်ကြားလို့တက်မြောက်ခဲ့ပြီးပြီမြတ်စွာဘုရားသာသနာကိုဝင်လာခဲ့တဲ့ရည်ရွယ်ချက်အတိုင်းငါတရားဓမ္မရှာဖွေမှဖြစ်တော်မယ်လို့ရည်ရွယ်တဲ့စိတ်ဓာတ်တရားကောင်းတဲ့ဖို့ဖို့ရန်အတွက်ကမ္မထာနိကြတဲ့ကမ္မထာဆရာရဲ့အထံကိုသွားဝိပဿနာလုပ်ပြီးတရားတွေနာကြားပြီးတဲ့အချိန်သာဝတိမျိုးနဲ့ခန္ဓာလန်းကတော်ရန်လေးရှိရရဲ့သို့သဗ္ဗေတလုံးသင်္ကန်းသုံးလေးကိုလွယ်လျက်ဖြင့်တောထွက်လို့တရားရှာဖို့ကြွတော်မူခဲ့ပါပြီကိုယ်တော်ဒီတော်ထဲမှာတရားရှာဖို့ကြွတော်မူလာခဲ့ပြီမိမိတစ်ပါးနေကြောင်းလေးပေါ်မှာတပါးရဲ့ခင်အောင်ရင်ဖြင့်မိမိရဲ့ယုတ်တရားနဲ့တရားကိုဝိပဿနာတရားတွေရှုပွားရင်းနဲ့နေလာလိုက်တာနေဟာနေလာလာကနေနှစ်တွေပြောင်းရင်12နှစ်ဆိုတဲ့ကာလတိုင်အောင်ချင်းနေဝင်ရောက်လာခဲ့ပေမဲ့ကိုတော်လေးရဲ့အသိဉာဏ်မှာဘာတရားဒုတရားမြတ်မှာမရသေးပါပရိသတ်ရဲ့နှစ်ပေါင်းဘယ်လောက်ကြာသွားလဲဒီပေါင်း12နှစ်တိုင်အောင်ဝိပဿနာတရားတွေရှုပွားပေမဲ့ပါရမီတက္ကံလူနေလာတဲ့အတွက်ကြောင့်ဘာတရားမှလည်းမတွေ့နိုင်ဒီမှာကြံခဲ့တဲ့မိဘတစ်ပါးရဲ့ဘဝ12နှစ်အတွင်းကြည်လိုက်ပြန်တော့12နှစ်တိုင်တိုင်သာအရင်မရှိတဲ့အကိုရဲ့ဘွားကြီးနှစ်ယောက်ရဲ့ဘဝမှာအိမ်မှာခေါ်ထားတဲ့ကျွန်နေမှုလုပ်တွေကဝိုင်းပြီးတော့စရင်နေလေဟိုဟာတစ်ခုကုန်တော့ဒီဟာတစ်ခုရောင်ဒီဟာတစ်ခုကုန်တော့နောက်တစ်ခုထပ်ရောင်ရောင်ရဲစားရင်ရောင်ရဲစားရင်နဲ့တစ်ခုပြီးတစ်ခုကုန်လာလိုက်တာနောက်ဆုံးနေစရာအိမ်တော်မရှိပဲနဲ့ရောင်ချရင်နဲ့သုံးဆွဲလိုက်တာခွက်တယောက်တစ်လုံးလက်ဆွဲပြီးတော့အရက်ထဲမှာလေရင်တန်းဆုံးနှောက်ကမှထိုင်ရင်နဲ့တောင်းစားလို့နေရရှာပြီမိဘနှစ်ပါးကြည့်လိုက်တော့လေစိစိမ်ဥစ္စာကုန်မသွားဘူးလား12နှစ်ဆိုတဲ့ကာလတစ်ခုအတွင်းမှာဒီမှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းစိစိမ်ဥစ္စာတွေကုန်သွားတဲ့အတွက်ကြောင့်ခွက်လက်ဆွဲပြီးတော့တောင်းစားတဲ့ဘဝကိုရောက်လို့နေကြရှာပြီးတော်တယ်မှာတရားဓမ္မတွေရှားပွေနေတဲ့ယဟန်လေးကြည်လိုက်ပြန်တော့လေဘာတရားမှမတွေ့နိုင်သေးတဲ့အခါလောကကြီးကအလုံးကိုရိုက်ဆိုင်နေတယ်လို့ထင်ရပါပြီဒီလိုနဲ့တနေ့ကျတော့တာဝတိကယဟန်တစ်ပါးကလည်းအဲ့ဒီတောကြောင်းလေးမှာပဲတရားအားထုတ်ဖို့ဆိုကြွလာတဲ့အခါ
ယဟန်နှစ်ပါးစကားတွေပြောအရှင်ဘုရားကျမ်းပါရဲ့လားဘုရားဘယ်ကကြွလာတာလဲဘုရားကိုမင်းရင်ပြောရင်းနဲ့သာဝတိကကြွလာတာလဲဆိုရောဘုရားရှင်ကျမ်းပါတော်မူရဲ့လားဘုရားအရှင်သာရိပုတ္တရာတို့အရှင်အာနန္ဒာတို့ကျမ်းပါတော်မူကြပါရဲ့လားဘုရားအာနာပါသန္နာပါစကားတွေဆိုရင်နဲ့အရှင်ဘုရားတပည့်တော်မေးပါရစေဘုရားသာဝတိမြို့မှာ18ကလေးကျွေဝတဲ့အမျိုးဆက်တစ်ခုရှိပါတယ်အဲဒီအမျိုးဆက်မှာဘုန်းကြီးဖွားကြီး2ယောက်ရှိပါတယ်အဲဒီမိသားစုတွေကဘုန်းကြီးဖွားကြီး2ယောက်တို့ရောကျန်ရမမနဲ့ရှိကြပါရဲ့လားဗျာလို့မိဘကြီးအကြောင်းကိုမိဘလို့မပြောသေးပေနဲ့မေးလိုက်တဲ့အချိန်အဲ့ဒီအကြောင်းကလည်းသာဝတိတစ်မျိုးလုံးမှာအုပ်အုပ်ကြက်ကြက်နဲ့လူတိုင်းရဲ့ပါဇက်ပြပြောနေတဲ့စကားဖြစ်တော့လေဟိုကိုယ်တော်ကလည်းအားရပါရဲ့ဟာရှင်ဘုရားရဲ့ဒီအဖိုးကြီးဖွားကြီး2ယောက်ရဲ့အကြောင်းတော့ပြောရမှာစိတ်မကောင်းကြပါတဲ့ဟာရှင်ဘုရားပြောပါဦးဘုရားဘာလို့များဖြစ်လို့လဲရှင်ဘုရားဒီအဖိုးကြီးဖွားကြီး2ယောက်မှာသားလေး1ယောက်ရှိတယ်လို့တော့တပည့်တော်တို့ကြားဘူးတယ်မြင်တော့မမြင်ဘူးဘုရားအဲဒီသားကလေးကလည်းသာရဏဘောင်ဝင်ပြီးတော့တော်ထွက်သွားတယ်လို့ကြားတယ်အိမ်မှာကြုံနေအမှုလို့တင်နေထားခဲ့ကြတယ်မိဘနှစ်ပါးရဲ့ဘဝကလည်းအိမ်မှာရှိရတဲ့ကြုံနေအမှုလို့တွေကဝိုင်းပြီးတော့စင်းနေလေစီးစိမ်လေးအကုန်လုံးပြောင်းအောင်ဝိုင်းပြီးတော့ဖယ်လိုက်ကြတာအခုဗျာဘွေးဘွားကြီးရဲ့ဘဝဟာမဝရည်စာလေးစားပြီးတော့နမ်းပြီးမှခွက်ဆွဲတောင်းစားနေရတယ်ကိုတော့ဆိုတော့ဟိုကိုယ်တော်ကလည်းအာရပါရနဲ့ဒီဇလံပြောနေတဲ့အချိန်အမေတို့အဖေတို့ရဲ့ဘဝအမှန်ကိုကြားသိရတဲ့ကိုယ်တော်လေးရဲ့နှလုံးသားမှာလှမ်းအထိုးခံရသည့်ပမာတစ်ဆက်တောင်ခါနာပြီးတဲ့အချိန်မျက်ရည်ပြင်းပြင်းပြီးဟိုကိုယ်တော်ရဲ့စကားဆုံးတဲ့အချိန်မှာရှိတိုက်လို့ငိုချလိုက်ပါပြီအာရပါရနဲ့ရှိတ်ကြီးတငယ်နဲ့ငိုနေလိုက်တာဟိုကိုယ်တော်လည်းဘာပြောမှမထားအရှင်ဘုရားတပည့်တော်ပြောတဲ့စကားတွေများဘာမှမကျက်လို့လည်းဖေ။ဘာမှမလို့လည်းဖေ။အရှင်ဘုရားတော့တပည့်တော်စိတ်နှောက်ရှက်များပြီးပြီသလားဖေ။ပေါ့လေအာရဏုဆိုတော့တန်းစီမေးလိုက်တာရှင်ဘုရားပြောတာမမှားပါဘူးဖေ။အရှင်ဘုရားပြောတယ်ဘုရားဘွားကြီးတို့ရဲ့သားဆိုတာတပည့်တော်ပါပဲ။တပည့်တော်ရဲ့မိဘနှစ်ပါးရဲ့ဘဝဒီလောက်တောင်ဖြစ်သွားရတာကိုတပည့်တော်ယူကြုံမရလို့ဝမ်းနေလို့ငိုမိတာပါ။အော်ဘုရားဘွားကြီးရဲ့သားဆိုတာအရှင်ဘုရားကိုပေါ့ဟိုကတော်ကလည်းအော်ပြီးတော့ကြည့်ဒါဆိုအရှင်ဘုရားကိုတပည့်တော်မေးပါဦးမယ်အရှင်ဘုရားကရောတောထဲမှာတရားအားထုတ်နေတာဘာတရားတွေတွေ့ပြီလဲပြိဿကြီးဘာတရားတွေ့ပြီလဲအရှင်ဘုရားတပည့်တော်ရဲ့ပါရမီကလည်းလူနေလွန်လာပါတယ်ဆန္ဒနဲ့တိုင်တဲ့တရားတရားထပ်သစွာနဲ့တပည့်တော်ကြိုးစားအားထုတ်ပေမဲ့တပည့်တော်မှလည်းဗာတရားလူမရသေးပါဘူးဒီတော့ဟိုဘတော်ကတုတ်ပြီးပေါ့ဟာအရှင်ဘုရားမှားနေပြီထင်တယ်တော်ရဲ့မှာတရားရှာနေတဲ့အရှင်ဘုရားကလည်းဗာတရားမှမတွေ့နိုင်အိမ်မှာကြံခဲ့တဲ့မိဘနှစ်ပါးကလည်းအယုဘောအရေးတင်းကြံပြီးတော့လမ်းဘေးမှာခွက်ဆွဲပြီးတော့ပိဿကံသာမဝရည်သာတောင်းစားလို့နေရရှာတယ်အရှင်ဘုရားဒီဩဒီမိဘနှစ်ပါးကိုသာဒီလိုပြစ်ထားမယ်ဆိုရင်အမွေခံထိုက်တဲ့သာသမီမဖြစ်ပဲရှိပါလိမ့်မယ်အရှင်ဘုရားမိဘနှစ်ပါးကိုဖရာတော်မှမပြစ်ပါဘူးဘုရားဒါကြောင့်အရှင်ဘုရားကိုတပည့်တော်အကြံပေးလိုပါတယ်အရှင်ဘုရားသာဝတိကိုပြန်လူပေါင်းကိုပြန်လူထွက်ပြီးတော့မိဘဖာအိုတွေကိုပြန်ပြီးတော့လူကျွေးသင့်ပါတယ်လို့မိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့အကြောင်းနဲ့ဟိုဘုတော်ကအကြံဉာဏ်ပေးသူ့စိတ်ထဲမှာလည်းဆုံးဖြတ်ချက်ကချပြီးပြီဆိုတော့ရှင်ဘုရားတပည့်တော်လည်းဒီတိုင်းပဲဆုံးဖြတ်လိုက်ပါပြီဒါကြောင့်တပည့်တော်ရဲ့ဟောဒီတော်ရာအကြောင်းလေးကိုအရှင်ဘုရားကိုလှူခဲ့ပါမယ်တပည့်တော်သည်ပရိက္ခရာရှိပြာကိုပြန်သေးပြီးတော့နာလအတိုင်းပြန်ကြွားရပါတော့မယ်သာဝတိမြို့မှာမဝရည်သာစားနေရတဲ့မိဘနှစ်ပါးကိုတပည့်တော်သာလာပြန်လုံမကျွေးရင်တော့တပည့်တော်လည်းအမွေခံမထိုက်တဲ့သာသမီဖြစ်သွားပါလိမ့်မယ်လို့ကြောင်းကလေးကိုလူမိမိတော်ထွက်တဲ့ကာလကပါလာတဲ့သဘိသင်္ကန်းကိုလွယ်သာဝတိမြို့ကိုလာရလမ်းလေးအတိုင်းတလန်းရင်နဲ့ကြွားလန်းလို့ပြန်လာခဲ့ပါပြီအတွေ့ထဲမှာဖိပုံရိပ်ပေါ်နေပြီ
တွေ့ရမှာမေပုံရိပ်တွေမြင်နေပြီ။အော်ငါမိဘနှစ်ပါးသူများပေးတာကံစားတောင်းစားတဲ့ဘဝကိုရောက်လို့နေရှာပြီ။ဆယ်နှစ်ကလေးကျွဲဝါချမ်းသာခဲ့တဲ့ငါမိဘနှစ်ပါးဘလောက်တောင်များဆင်းရဲလို့ဘလောက်တောင်များသောကတန်ကြတွေနှိမ့်ဆက်ခံရလိမ့်မလဲလို့လေးတွေခြေနှမ်းနေနဲ့နှမ်းရဲ့အမေတို့အဖေတို့ရဲ့အကြောင်းလေးတွေးလိုက်ပြန်တော့မျက်ရည်တွေပါပြင်းမောစီးရင်နဲ့ရင်ရင်နဲ့လည်းပဲငိုရပြန်ရှာတတိလေးဝင်တခါပြန်ပြီးတော့ဆက်လက်ပြီးတော့ခရီးတင်တပြည့်တပြည့်နဲ့ကြွာလန်းရင်နဲ့ကြွာလန်းလို့လာလိုက်တဲ့အခါသာဝတိမြို့နဲ့မနီးမဝေးနေရရောက်ပြီဆိုတော့လမ်းလေးကနှစ်ခွာတဲ့ညာကလမ်းလေးအတိုင်းရှောင်းလန်းလို့နိုင်သွားမယ်ဆိုရင်သာဝတိမြို့စီတော်ရွှေချောင်းတော်ရဲ့မိုးဘူးဝါကိုတည့်တည့်ဝင်သွားတဲ့လမ်းဘယ်ပိုင်းလမ်းလေးအတိုင်းရှောင်ပြီးတော့နိုင်သွားမယ်ဆိုရင်သာဝတိမြို့တကားလေးကိုတန်းပြီးတော့ဝင်သွားတဲ့လမ်းနဲ့လမ်းတော်ရဲ့အလယ်မှာကိုတော်လေးမတ်တရက်ပြီးတော့စဉ်းစားတော်မူရပြန်ပြီ။အာဒီလမ်းလေးအတိုင်းသွားရင်တော့သာဝတိမြို့တကားကိုတန်းပြီးတော့ရောက်မယ်။သာဝတိမြို့ကိုရောက်ရင်ငါအဖေနဲ့ငါအမေကိုငါဒီညနေကစာပြီးတော့ရှာခွင့်ရမယ်။အမေနဲ့အဖေကိုကံကောင်းရင်ဒီညအတွင်းမှာပဲငါပြန်တွေ့လိမ့်မယ်။ဟောဒီနာတိုင်းလိုက်သွားရင်တော့ရှင်တော်မြတ်ဘုရားကိုငါအားရပါရဖူးခွင့်ရလိမ့်မယ်။ငါဘယ်လမ်းကနေပြီးတော့ရှောင်နှံရလိမ့်မလဲလို့စဉ်းစားကဝင်လို့နေတဲ့အချိန်အတွင်ပန်းလေးကပေါ်လာပြီ။ဩငါကမနက်ခမ်းမိဘနှစ်ပါးနဲ့တွေ့ရင်လူထွက်ပြီးတော့လူဘဝကိုရောက်သွားတော့မှဒီကနေ့တညသာလည်းမြတ်စွာဘုရားသာသနာမှာနေခွင့်ရတော့မှဖြစ်တဲ့အတွက်ကြောင့်ရှင်တော်မြတ်ဘုရားရဲ့ရွှေမြတ်တော်ကိုနောက်ဆုံးအားရပါရဖူးလိုက်မယ်ရှင်တော်မြတ်ဘုရားဟောကြားမယ်ဒီကနေ့ညတရားကငါအားရပါရနဲ့နာကြားလိုက်မယ်မနက်မိုးလင်းမှပဲငါအဖေနဲ့အမေကိုရှာတော့မယ်လို့မှန်ကန်တဲ့ဆုံးဖြတ်ချက်ကလေးကိုချသာဝတိမြို့စီတော်အကြောင်းပေါင်းကိုတန်းတန်းကြီးဝင်သွားတဲ့လမ်းလေးအတိုင်းတပြေးတပြေးနဲ့ရှောင်းလန်းလို့ကြွာလန်းလာလိုက်တာနေဝင်မိုးချုံစာချင်းရှင်တော်မြတ်ဘုရားကလည်းသာဝတိမြို့ကစီတော်ရွှေကျောင်းတော်မှာနေ့စဉ်ဟောကြားနေတဲ့တရားဓမ္မလမ်းကြောင်းအတိုင်းတရားဓမ္မတွေစတင်လို့ဟောကြားနေပါပြီကိုတော်လေးနောက်နာကနေပြီးတော့တရားနာနေတဲ့အချိန်အဲဒီညမှာပဲရှင်တော်မြတ်ဘုရားကအာလုံးသောယံပရိသတ်လူပရိသတ်တွေကိုဘယ်လိုတရားမျိုးဟောကြားသလဲဆိုရင်မာတုပောတကသုတ်တံနဲ့ခြေသားတို့တဲ့ဟောဒီလောကကြီးထဲမှာတဘဝတစ်ခါသာဆုံးရတဲ့မိဘနှစ်ပါးနဲ့ဆုံးခွင့်ရတဲ့အချိန်မှာမိဩဘာဝရီကိုပြည့်စည်တဲ့လုံကျွေးခြင်းတရားဓမ္မနဲ့လုံကျွေးခြင်းလို့ခေါ်တယ်လုံကျွေးခြင်းကိုသင်တို့ပြုကြရမယ်မင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုမွေးဖွားပြီးသားအချိန်တည်းကငါတို့ရဲ့သားသမီးတွေကငါတို့ရဲ့ဟောဒီမျောလင်းခြင်း၅ပါးနဲ့ပြန်ပြီးတော့ပြည့်စုံနေမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာအဲ့ဒီအချိန်တည်းကမျောလင်းခဲ့တယ်အေးမိဘနှစ်ပါးမျောလင်းသွားတဲ့အဲ့ဒီမျောလင်းချက်နဲ့ကြည်အောင်ဆက်ရမယ်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းသရတရားတွေတည်အောင်သီလတရားတွေတည်အောင်သာဂတရားတွေတည်အောင်ပညာတရားတွေတည်အောင်ဟောလည်းပဲမင်းတို့ကြိုးစားပြီးတော့ကျေစုပေးဆက်ရမယ်လို့ရှင်တော်မြတ်ဘုရားကလည်းမိဘကျေးဇူးတရားတွေခေါ်ကြားလို့နေတယ်ငါဘုရားသည်ပင်မိဘနှစ်ပါးရဲ့ကျေးဇူးကိုဆက်ကြရတယ်ငါဘုရားရဲ့သာတော်သံဃာတော်ရှင်မြတ်တွေသည်လည်း229သွဲသောသိက္ခာပုဒ်ကိုဆင်ញံထားကြပေမဲ့အမေရဖေရဆင်းရဲလို့နေမယ်မပြေစုံမှုဒုက္ခရောက်နေမယ်ဆိုရင်သေလို့ရတာတဲ့ဟောဒီသပိတ်နဲ့ဆွမ်းခံပြီးတော့လည်းလုံကျွေးရမယ်ဟောဒီသပိတ်ထဲမှာရေအပြည့်ထည့်ပြီးတော့အမေတို့အဖေတို့ကိုတောက်ရေအဖြစ်နဲ့လည်းတိုက်ကျွေးရမယ်ချိုးရေအဖြစ်နဲ့လည်းချိုးပေးကောင်းတယ်အေးမိဘနှစ်ပါးရဲ့ကျင်ကြီးကျင်ငယ်ကိုလည်းသုတ်တင်ပေးကောင်းတဲ့ရှင်တော်မြတ်ဘုရားကယဟန်တွေတော်မှကျေးဇူးဆရာမဲ့အကြောင်းကိုဟောကြားတော်မူနေပါတယ်ဟုတ်လားယဟန်လည်းပဲဝိနည်းသိက္ခာပုဒ်ဆင်ញံထားပြီမဲ့
မိဘဆင်းရဲတဲ့အခါဆွမ်းကြွေးခွင့်မရဘူးလားဟောဒီသပိတ်ကလေးကိုပိုက်ပြီးတော့အေးတယ်နေလို့ရတဲ့ဆွမ်းနဲ့ကြွေးကောင်းတယ်ဒီသပိတ်ထဲမှာရည်ရပြည့်ထည့်ပြီးတော့တောက်ရည်သုံးရဖြစ်နေလှုပ်ကြွေးကောင်းတယ်အမေတို့အဖေတို့ကိုခြေစုပ်နဲ့ပြုပြီးတော့လှုပ်ကြွေးကောင်းတယ်လို့ရသော်ဘုရားကအာရပါရနဲ့ခေါ်ကြပြီးတဲ့အချိန်ကိုတော်လေးတရားနာရင်နဲ့ဝမ်းသာတဲ့မျက်ရည်ကြီးကြားရပြန်ပြီအောင်မလေးကံကောင်းလိုက်တဲ့ငါဟောဒီလောကကြီးထဲမှာငါလောက်ကံကောင်းတဲ့ပုဂ္ဂိုလ်ရှိနိုင်မယ်မထင်တော့ဘူးရှင်တော်မြတ်ဘုရားရဲ့တရားကိုသာငါမနာကြားမိခဲ့ရင်တော့ငါဒီယခုအချိန်မှာလူထွက်ပြီးတော့လူပေါင်းကိုရောက်နေလိုက်ပြီအောင်မလေးအခုတော့ယဟန်ဆိုတာမိဘနှစ်ပါးဆင်းရဲလို့နေရင်ဖြင့်ဆွမ်းခံနဲ့ကြွေးကောင်းနဲ့ရေခက်နဲ့ပေးကောင်းနဲ့ဘိုးကြီးဟောငယ်နဲ့ပြူကောင်းနဲ့ခြေစိုးလက်နဲ့ပြူပေးကောင်းနေတဲ့ရသော်ဘုရားကခွင့်ပေးလို့နေပါလားဒီတော့ငါလူထွက်เสียဘာလို့တော့မလဲတဲ့ငါမသင်္ကန်းသဗ္ဗသင်္ကန်းသဗ္ဗပရိက္ခရာတွေအပိုင်းရှိတယ်ငါနေတိုင်းမိဘနှစ်ပါးကိုဆွမ်းခံလို့လှုပ်ကြွေးတော့မယ်လို့ဆုံးဖြတ်ချက်ဒီခံနိုင်ချတရားလုံးဝမ်းသာဝမ်းနဲ့စိတ်တွေနဲ့အေးလို့မပြောမိုးတော့ရောင်ဤလျာကြီးအထင်ရောက်ပြီဆိုတဲ့အခါကျတော့စေတော်ကြောင့်ပေါကသမ္မာလေးမှသပိတ်ကလေးကိုအသာချေသင်္ကန်းလေးကိုတပ်ပေသပိတ်ကလေးကိုအသာလွယ်သာဝတိမျိုးထဲမှာအာယုသံဃာကြွားဖို့ရာကြွားပြင်ဆင်ပြီးတဲ့အချိန်ကိုတော်လေးဒုတိယအချိန်ရပ်ပြီးတော့စဉ်းစားရပြန်ပြီ။ဒါသည်အမေတော်အဖေတို့ကိုအရင်သွားပြီးတော့တွေ့အောင်ရှာရရင်ကောင်းလေမလား။ဒါမှမဟုတ်ရင်ဟောဒီသပိတ်ထဲမှာယာကုသွမ်းပူပူလေးတွေရအောင်အလူခံရင်ကောင်းလေမလား။ဒီမိဘဆိုတာသာသမီကပါလာတဲ့လက်ဆောင်ပစ္စည်းကိုတွေ့ရမြင်ရရင်တန်ဖိုးမရှိပဲမရှိ냐တော့လည်းပဲငါသားကြီးကသိတယ်လိုက်တာလိမ္မာလိုက်တာငါသမီးတွေကသိတယ်လိုက်တာလိမ္မာလိုက်တာလို့ပြောတတ်ကြတယ်လို့ငါကြားဘူးတယ်ဒီတော့ငါမိဘနှစ်ပါးနဲ့ငါတွေ့ရင်ငါမှပေးစရာလက်ဆောင်ဆိုလို့ဟောဒီသဘေတဲမှာအလူခံလို့ရလာတဲ့ယာကုပူပူလေးသာပါမယ်ဒီဒါကြောင့်ငါဒီသဘေတဲမှာယာကုပူပူလေးပြည့်အောင်အရင်အလူခံလိုက်မယ်လို့ဆုံးဖြတ်ချက်ဝေခံနိုင်မှာချသာဝတိမျိုးကအာယုသွမ်းတော်လို့တဲ့အိမ်လေးကိုတိမ်ဝင်တိမ်ထွက်နဲ့ယာကုသွမ်းတဲ့အလူခံသဘေအနာကြီးလေးနဲ့ပြည့်ပြီးဆိုတဲ့အချိန်သဘေလေးကိုအသာဖုံးကျိုးကလေးကိုအသာစီးပြီးတော့ကိုတော်လေးချမ်းသာစီစီနဲ့ဆောင်းတွင်ကာလဒီမှာလမ်းမရဲ့အလင်မှာမတ်တရက်ပြီးတော့အမေနဲ့အဖေရှာပုံတော်ဖွင့်ရတော့မယ်။ကြာပြီအမေတို့အဖေတို့ကိုတွေ့ရင်ကြွေးဖို့ရအတွက်ရာဟုပူပူလေးကတော့ငါမှရနေပြီအမေနဲ့အဖေဘယ်နေရာမှာရှိနိုင်မလဲစဉ်းစားရင်လည်းငါရှာရတော့မယ်။အော်ငါမိဘတွေကအင်္ဂလိပ်ရောက်လိုက်ပြီးနေစရာအိမ်ပိုင်လည်းမရှိတော့ဘူးဆိုရင်ယခုလိုချမ်းသာစီစီကာလကြီးမှာတော့တရားပေါင်းရှိနိုင်တာကအရေးကလေးတွေရှိနေတဲ့ဇယက်အိုဇယက်ပြက်တွေမှာကျောင်းဟောကျောင်းပြက်ဒီမှာတော့ငါမိဘနှစ်ပါးတရားပေါင်းရှိနိုင်လိမ့်မယ်ထင်တယ်ဒီတော့ငါကျောင်းအိုကျောင်းပြက်ဇယက်အိုဇယက်ပြက်တွေမှာအရင်ရှာတာကောင်းမယ်တဲ့ခန္ဓာကငါကျောင်းအိုကြီးရှိတဲ့နေရာကိုသုတ်ချေလေးတင်ပြီးတော့လှမ်းတပြည့်တပြည့်မိလာတဲ့အချိန်မှာတတိလေးခုံနေတဲ့ရင်လေးကိုအသာဖိကျောင်းကြီးရဲ့အောက်မှာအမေနဲ့အဖေများရှိနေမလားမျက်လုံးလေးကလေးကလေးနဲ့အာရပါရနဲ့ဝင်ပြီးတော့ရှာဩကျောင်းအောင်မှာတော့မရှိဘူးအပေါ်ကသစ္စာရောက်တွေကဆွေးနေပြီမဲ့လူတယောက်နှစ်ယောက်တော့တက်လို့နေလို့ရသေးရဲ့ထင်တယ်ငါအဖေနဲ့ငါအမေအပေါ်တက်ကသစ္စာဘုံအဆွေတွေဘေးမှာများကွေးကွေးလေးအိတ်နေမလားဆိုတဲ့အထင်နဲ့ကျောင်းကြီးရဲ့အပေါ်ကိုမဝမရဲနဲ့တက်ပြီးတော့ကြည်ပြန်ကျောင်းပေါ်မှာသာနှက်သွားပြီမဲ့အမေနဲ့ဖေးရဲ့ရိပ်ရောင်ကိုမတွေ့ရပြန်တပြေးတပြေးနဲ့အောက်ဘဝသားဆင်းအတွေ့ထဲမှာဝမ်းနေတဲ့စိတ်အားငယ်တဲ့စိတ်ကလေးကဝင်လာပြီ။ဩငါအဖေနဲ့ငါအမေတကယ်ဆိုရင်ဟောဒီလိုနေရာမျိုးမှာရှိရမှာအခုတော့ဒီလိုနေရာမျိုးတွေတနေရာဝင်တနေရာထွက်ရှာတာတော့မှမတွေ့ဘူးဆိုရင်တော့
ဩငါမိဘနှစ်ပါးဟိုကိုယ်တော်ကြွပလာခင်တုန်းကတော့လူပြေမှာအသက်ထင်ရှားရှိသေးတယ်ထင်တယ်လူပြေမှာအသက်ထင်ရှားမှအခုအချင်းရှိကြပါတော့မလားကွယ်လွန်များသွားကြပြီလားမသိဘူးတဲ့အိမ်ပိုင်းရပိုင်းမရှိတဲ့ပုဂ္ဂိုလ်တွေနေကြတဲ့ဒီနေရာမျိုးမှာအဖေနဲ့အမေမရှိဘူးဆိုရင်ဘာပဲလို့နေရာကိုရှာရရင်ကောင်းနေမလဲလို့အတွေ့နေကိုချေရပြန်ရှာပြီးစိတ်ကူးထဲမှာတွေ့ရပြန်ပြီ။ဩငါမိဘနှစ်ပါးကဘလောက်ပင်ဆင်းရဲသွားတယ်ဘလောက်ပင်စားစရာနေပြမရှိဘူးလို့ဆိုတော့ညာလေအသက်ကြီးကြည့်လိုက်တော့80နာကပ်နေတဲ့အရွယ်ကြီးတွေဖြစ်နေပြီတကယ်အနည်းဆုံးရှိနိုင်တာကငါတို့သာဝိသဘာတွေပျော်ပျော်ကြီးနေခဲ့တဲ့ငါတို့ရဲ့ရက်ွက်ထဲမှာရှိနိုင်တယ်ငါတို့ရက်ွက်ကသစ်ပင်ကြီးတွေရဲ့အောက်မှာရှိနိုင်တယ်ဇယအိုဇယပြတ်ဒီနာမှာရှိနိုင်တယ်လို့မိမိတို့နေခဲ့တဲ့ရက်ွက်တွေလမ်းတွေကိုစိတ်ထဲမှာပြန်အာရုံပြုပြီးတော့သာဝိသဘာပျော်ပျော်နေခဲ့တဲ့ရက်ွက်လေးရှိရာကိုအတွေ့အကြုံတွေနဲ့တပြေးတပြေးနဲ့ကြွာလန်းလို့သွားရပြန်ပြီနေနေကလည်းဒီရိပ်နဲ့ကြာနေပြီမိုးလျော်စောကြီးမှာတပါးရဲ့မြင့်မုံကြမှာရှာဖွေနေတဲ့ကိုယ်တော်လေးလူရိပ်လူရောက်တော့မတွေ့ပြန်တော့အာငယ်တဲ့စိတ်တွေကဝင်လာဝမ်းနေတဲ့စိတ်တွေကရင်ထဲမှာမခံနိုင်တဲ့အချိန်မျက်ရည်တွေကလည်းပါပြမောတသွေးသွေးစီးရင်တဲ့ကိုယ်တော်လေးရှောင်းနှံ့ရင်နဲ့ရှာလာလိုက်တာလမ်းကုန်လမ်းခွဒီတစ်ခုကိုလှမ်းပြီးကြည့်လိုက်တော့လူနှစ်ယောက်ငုတ်တုတ်ထိုင်းနေတဲ့အသွင်ပြင်လေးလည်းမြင်ရောကိုတော်လေးအတက်သွားတယ်အောင်မလေးမနက်ခင်းဆိုရင်ငါတယောက်တည်းတမနက်လုံးရှာနေလိုက်တာလူလိတ်လူရောက်တော့မှမတွေ့ရတဲ့ငါဘဝခဏလည်းမတော့လူယောက်နှစ်ယောက်တော့တွေ့နေပြီဖရာသညာမှာလုံငါပြင်းနဲ့ငါအမေဖြစ်လိုက်ပါတော့တဲ့အမြင်အာယုံထဲမှာပေါ်လာတဲ့လူရိပ်ရှိရာကိုအာရပါရနဲ့လှမ်းသွတ်သွတ်လက်လက်နဲ့လှမ်းလှမ်းလာတဲ့ခြေလမ်းတွေသည်တပြေးတပြေးနဲ့လူလုံးကွဲတဲ့နေရာကိုရောက်လာလေခြေလမ်းတွေကလှေးမိလာလေတပြေးတပြေးနဲ့နီးလာလေခြေလမ်းတွေကနှေးလာလေအသွင်အပြင်တွေထင်ရှားလာပြီဆိုတော့ဖြစ်မဖြစ်ရလေငါအဖေနဲ့ငါအမေပါလားအမေရဲ့အသားရည်တွေကလည်းအယိုးပေါ်အရင်တင်တဲ့အသွင်ဖြစ်နေပြီဝတ်ထားတဲ့ဓမေကြီးကြည်လိုက်ပြန်တော့လည်းပဲနွားကြီးလိုကြည်မွနေပြီဩဟိုဘနာမှာမြင်နေရတဲ့အဖေကြီးလိုက်ပြန်တော့လေတောင်ဝင်းလေးကိုထောင်မိပြီးတော့မလဲအောင်ငုတ်တုတ်ထိုင်နေရရှာပြီဩသားကြီးရဲ့ပြင်မမိတဲ့ကံမဟုတ်ပေမဲ့ပြစ်ထားမိတဲ့ကံတွေကြောင့်ငါအဖေနဲ့ငါအမေဒီလိုဖြစ်သွားရလေခြင်းဆိုတဲ့အတွေ့တွေကနှိမ့်ဆက်လာတဲ့အခါခြေလမ်းနေရှိမလန်းနိုင်တော့ဘူးတဲ့အသွင်ပြင်းနေဒီကမြင်ရလေခြေလမ်းနေတုံဆိုင်လေလေတပြေးတပြေးနဲ့တလှမ်းလောက်နေရာရောက်ပြီဆိုတော့ကိုတော်လေးနှုတ်ကလည်းပဲအမေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်အဖေလို့လည်းအာရပါရနဲ့အတန်ထွက်ပြီးတော့မခေါ်နိုင်ခြေလမ်းတွေကလည်းရှေ့မတိုးနိုင်ဝမ်းနေတဲ့စိတ်တွေလည်းဘလောင်ဆိုးပြီးတော့ကြောက်ရွံ့ကြည်ပမာမိဘနှစ်ပါးနဲ့တလန်အကွာလေးမှာရက်နေတဲ့အခါအဖိုးကြီးကကိုတော်လေးမဝဝတ္တဝါဒကြည့်ပြီးတော့ဟဲ့ရှင်မဒီကနေ့မှထူးထူးဆန်းဆန်းဟဲ့ငါတို့ရှိမှကိုတော်လေးကဆွမ်းလာရက်နေတယ်ဒီမနက်တမနက်လုံးငါတို့တောင်းနေတာဘာတစ်ခုမှမရသေးဘူးဒါရောက်ကိုတော်လေးအနာကိုသွားပြီးတော့ခရောစွာအဖြစ်နဲ့ရှိခိုးလိုက်ဆမ်းပါတော့ကြဒီကိုတော်လေးနောက်အိမ်တွေကနောက်မှလူမာတွေမရဘဲနေလိမ့်မယ်ကွာမင်းခရောပြီးတော့ရှောက်လိုက်ဆမ်းပါတဲ့အဖေအတန်ကတုံလုံးရင်းနဲ့အမေကိုခိုင်းနေပြီ7 နှစ်တိုင်တိုင်မကြရတဲ့အဖေအတန်အာရည်ကိုခံပြီးတော့ဒီတွဲလို့နေပြီဒီတော့အဖေကြီးရဲ့ခိုင်းသေးကြတဲ့အမေကြီးကရှင်နာကိုလာကိုတော်လေးကိုဥသုံးကြီးရိုးရိုးတည်တည်နဲ့ဥချပြီးတဲ့အချိန်အရှင်ဘုရားတပည့်တော်တို့သမီးမောင်နှံဟောဒီနေရာမှာဒီမနဲ့တောင်းခံနေတာဘာတကုမှတော့တရားမရသေးပါဘူးဖေ။ဒါကြောင့်တပည့်တော်ရိုးရိုးသေးသေးနဲ့ကြော့တဲ့ဟောဒီကြော့ချင်းသုံးခြင်းကိုပဲ
ကရောစွမ်းအဖြစ်နဲ့အရှင်ဘုရားအလူခံရှေ့ကိုဆက်လက်လို့ကြွတော်မူပါတော့ဖရာတဲ့ဆန္ဒနဲ့တိုင်းတိုင်းခွဲခွာကြရတဲ့အမေအသာကြာရပြန်တော်လေရင်းထဲမှာလှန်တရားနဲ့အထိုးခံလိုက်ရတယ်လို့ပဲတဲ့အောင်မယ်လေးအမေအသာနေတုံနေပြီအမေအသာနေလေးသားနောက်မှမဆက်တော့ပါလားအမေရဲ့အသွေးပြင်းကလည်းအယိုးပေါ်အရေးတင်နေသလိုအမေရဲ့လေးသားလေးကလည်းအာအင်းလေးခံလျှောက်နေပါပေါ်လားတဲ့မိဘနှစ်ပါးရဲ့ဖြစ်အင်မြင်လိုက်ရတာမျက်လုံးအင်အားကျလာတဲ့မျက်ရည်တွေပိတ်ဖုံးသွားတာလောကကြီးကိုတော့မှမသေးခွင့်နိုင်ကြောက်ရွံ့ကြီးပမာငူငူကြီးရပ်ပြီးတော့အမေလိုလေစိတ်ထဲကအကျဉ်းကြီးခေါ်ဘလောက်ပင်ခေါ်တော်လဲလောကမထွက်အဖေလိုစိတ်ထဲကအကျဉ်းကြီးအာရပါရခေါ်ဝမ်းနေသွန်းနေတဲ့စိတ်ကြီးကခံနေတဲ့အတွက်ကြောင့်အတန်ကထွက်ပေါ်လို့မလားကိုယ်တော်လေးကမတ္တကြီးပဲဒီတိုင်းရက်နေတော့အဖိုးကြီးကဟဲ့အဖွားကြီးနေလျှောက်တာမကြားဘူးထင်တယ်ဟဲ့သိချာလျှောက်သမ်းပါဟဲ့တော့ကြကိုယ်တော်လေးနောက်အိမ်ကြီးကလူမဲ့လောင်းမဲ့ဟာတွေမရပဲရှိလိမ့်မယ်လို့အမေကိုဒုတိယအကျင့်အဖေကခိုင်းတဲ့အတန်ကြားရပြန်အမေကဒုတိယအကျင့်ရှိခိုးကြတော်လို့လျှောက်ထားပြန်အမေကိုတတိယအကျင့်အဖေကခိုင်းတဲ့အတန်ကိုကြားရပြန်အမေကလျှောက်တဲ့အတန်တတိယအကျင့်ကြားရပြန်အကျဉ်းကြီးလန်နဲ့ထိုးခံရတယ်လို့သောကားရင်ထဲမှာပူငူငူကြီးရရင်နဲ့ကိုတော်လေးနှုတ်ကအတန်မထွက်နိုင်တဲ့အခါသွေးကစကားပြောလာပြီတဲ့အဖိုးကြီးရဲ့အသိစိတ်ထဲမှာသွေးကလှုပ်ဆော်လာပြီတန်တော်မိမရဲ့လွန်ခဲ့တဲ့12နှစ်တုန်းကငါတို့အိမ်သားလေးထွက်သွားတယ်ငါတို့ရဲ့သားလေးသာဝတိမျိုးကိုပြန်လာတဲ့အချိန်အသွေးကြီးပြောင်းနေတဲ့ငါတို့မမတ်မိလို့များဝတ္တဝါနဲ့ရက်လို့နေတာလားကွယ်ပင်ကိုယ်တော်လေးအနာကိုကပ်ပြီးတော့သိချာကြည့်စမ်းပါဦးဒုသားလေးများဖြစ်နေမလားတဲ့အဖိုးကြီးကလည်းသွေးကစကားပြောလာတဲ့အချိန်အဖွားကြီးကလည်းဖြစ်နိုင်တာပေါ့ဖြစ်နိုင်တာပေါ့ကျမတို့သားကြီးဖြစ်ကိုဖြစ်နိုင်တာပေါ့ရဲ့လို့နှုတ်ကတဖွားဖွားနဲ့ပြောဆိုမျက်လုံးအိမ်မှာကပ်နေတဲ့ချင်းညော်လေးတွေကိုလက်ကလေးနဲ့အသာပေါ်သာယံလေးရဲ့မျက်နှာနာကိုအနာကပ်ပြီးတော့ဖူးတွေ့ကြည်ညိုလိုက်တဲ့အချိန်ကိုယ်တော်လေးရဲ့လက်အမေရဲ့နွမ်းနွမ်းရည်ရည်နဲ့လက်ကလေးကိုအသာကိုင်းအမေဟုတ်ပါတယ်အမေရဲ့အမေတို့ရဲ့သားကြီးမှအမေသားကြီးအစ်စ်ပါအမေတို့ရဲ့ဖြစ်ကိုမြင်ရတာသားရင်ထဲမှာဘယ်လိုမှမခံစားနိုင်လို့နှုတ်ကအမေလို့ဘယ်လိုမှအသံထွက်အောင်သာမခေါ်နိုင်ခဲ့ပါဘူးအမေရဘယ်လိုအကျဉ်းကြီးရင်းနေတာအော်ခေါ်နေပေမဲ့ဆိုလင်ကြီးကွယ်နေတဲ့သားအတွက်ဘယ်လိုမှအသံထွက်အောင်မခေါ်နိုင်လို့ဒီတိုင်းပဲရက်လို့နေရပါတယ်အမေလို့အာရပါရနဲ့အမိတက်ကလေးဆုပ်ကန်ပြီးတော့ပြောလိုက်တဲ့အချိန်အဖိုးကြီးကလည်းအသာလေးမျောလေးချက်နဲ့မော့ကြည့်နေတဲ့အချိန်အဖွားကြီးကအောင်နောက်ကိုပြန်လှည့်အမလီအဖေကြီးရဲ့မြန်မြန်လာစမ်းမှာတော်ထင်းတဲ့အတိုင်းပဲတော်သားကြီးမှာတော်သားကြီးအစ်စ်ပါကျမတို့ရဲ့သားကြီးမှာကျမတို့ရဲ့သားကြီးအစ်စ်ပါတော်လို့နောက်ကိုလည်းလှည့်ပြောရောအဖိုးကြီးခင်ဗျာလေးမတ်တတောင်မရက်နိုင်ဘူးလေးဘက်တော့အာရပါရနဲ့ပြေးလာသာယာလေးရဲ့ညာဘက်ခြေနှလုံးကိုအာရပါရနဲ့ဖပ်ပြီးတော့ဆုပ်ကိုင်းပြန်လာပြီငါတို့ရဲ့သားကြီးပြန်လာပြီလောကကြီးရဲ့မှာထိကျန်တဲ့ဘဝလေးအတွက်ငါတို့ဒီကနေ့ခုံဆုံးခဲ့ပြီတဲ့အာရပါရနဲ့ပြောပြီးတော့သာယာတော်နဲ့ပြန်တွေ့ရလို့ဝမ်းသာလုံးလို့ကြလာတဲ့မျက်ရည်တွေအဖေရဲ့မျက်လုံးရည်ကကြားလာတဲ့မျက်ရည်တွေကသာယံလေးရဲ့ညာဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့စီးကြလို့နေပြီတပြေးနဲ့အမေကလည်းခွေလေးနဲ့အောက်ကိုကျလာပြီသာယံလေးရဲ့ဘယ်ဘက်ခြေလုံးကိုအာရပါရဆုပ်ကိုင်းနှုတ်ကလည်းမပိကလာနဲ့စကားတွေတစ်ဖွားဖွားပြောရင်းနဲ့ငိုညီးလို့နေလိုက်တာအမေရဲ့မျက်လုံးရည်ကကြားလာတဲ့မျက်ရည်တွေကလည်းသာယာလေးရဲ့ဘယ်ဘက်ခြေကုံပေါ်မှာတပေါက်ချင်းနဲ့ကြာဆင်းလို့နေပြီ
အမေတို့အဖေတို့ရဲ့ဖြစ်အင်ကိုမြင်ရလို့ယူယုံမရစွာဝမ်းနဲ့ခံစားနေရတဲ့သာယာလေးရဲ့မျက်လုံးအင်္ဂါမျက်ရည်တွေကလည်းအမေတို့အဖေတို့ရဲ့ကြောကုန်းပေါ်မှာတပေါက်ချင်းနဲ့စီးဆင်းလို့ငိုနေလိုက်ကြတာအချင်းအတော်ကြောင့်ပဲတဲ့သာမိသာဖတွေဝါသာလုံးကြတဲ့မျက်ရည်နဲ့ငိုလို့နေရရှာတယ်ဝမ်းနဲ့လုံးကြတဲ့မျက်ရည်နဲ့အငိုမဆုံးပဲနဲ့ငိုလို့နေရရှာတယ်အချင်းတန်ကြပြီဆိုတော့ယဟန်လေးကတတိဝင်လာမိမိရဲ့လက်ကလေးညာဘက်လက်ကလေးကိုအောက်ကွာသာလျှောအဖေရဲ့လက်မောင်းပြောအီးလေးကိုအသာလေးမှတင်အဖေထားပါတော့ဘယ်ဘက်လက်ကလေးကိုအောက်ကွာသာလျှောအမေရဲ့ဘယ်ဘက်ပခုံးလေးကိုအသာပို့ပြီးတော့အမေကိုအသာလေးမတ်တရဖို့တတိပေးလိုက်တဲ့အခါသာဝေသာဘာတွေမတ်တရလို့မျက်နာရင်ဆုံရပြန်ပြီအဖေကလည်းသားရဲ့ညာဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အမေကလည်းသားရဲ့ဘယ်ဘက်လက်မောင်းကြီးကိုအာရပါရနဲ့ဆုပ်ကိုင်အောင်မလေးအဖေတို့အမေတို့ကအိုမင်းသွားလိုက်တာငါသားကြီးကဖြင့်ပြူပွေးကြီးပဲအရင်တိုင်းပဲဟဲ့ဆိုပြီးတော့သားကြီးကြည့်ပြီးတော့ပြောနေလိုက်ကြတာတဲ့ပြောနေတဲ့စကားတွေထဲမှာဝမ်းနေတဲ့အသံတွေပါလာပြန်ပြီ။အော်ငါသား12နှစ်တိုင်တိုးထဲမှာတရားရှာတာသားလူချင်းနဲ့တရားတွေတွေ့ခဲ့ပြီပေါ့ဝမ်းသာလိုက်တာသားရဲ့ငါသားကြီးကတော့တိုးထဲမှာတရားရှာလို့တရားတွေ့လို့ပြန်လာပြီ။အိမ်ကကြံခဲ့တဲ့အဖေတို့ဘွားကြည့်လိုက်ပြန်တော့ငါသားကြီးအတွက်တော်ရကြောင်းလေးတစ်ကြောင်းတော့မှဆောက်တူနိုင်တဲ့ဘဝကိုမရှိတော့ဘူး။အဖေစိတ်မကောင်းလိုက်တာသားရဲ့ငါသားကိုတကယ်ဆိုရင်အဖေတို့ကြောင်းလေးတစ်ကြောင်းတော့ဆောက်ပေးနိုင်ရမှာပေါ့တဲ့ပရိသတ်ရဲ့12နှစ်ခွဲသွားလို့ပြစ်ထားခဲ့တာဒီအဖေနှလုံးသားမှာအပြစ်တစ်ခုမှမပါဘူးတဲ့သားရဲ့အကျိုးကိုပဲကြည်ပြီးတော့ငိုးနေပြန်ပြီဒီတော့သားလေးကအမေနဲ့အဖေရဲ့လက်မောင်းလေးတွေဆုပ်ကိုင်းကဲတိတ်ကြပါတော့လားဟိုတစ်ပင်လေးအောက်သွားရအောင်ဆိုပြီးတော့တစ်ပင်လေးတစ်ပင်အောက်ကခုံနှန်းလေးအပေါ်မှာအဖေကဘယ်ဘက်ကအဖေကညာဘက်ကထိုင်အမေကဘယ်ဘက်ကထိုင်သာယာလေးကအလေကထိုင်အာရပါရနဲ့စကားလေးဖောင်ပွဲပြောပြီးတဲ့အချိန်အမေတို့ဖေတို့ဘာအားငယ်စရာလိုတော့တယ်လေဟောဒီလောကကြီးထဲမှာရှိလာတဲ့သာဝိသာဘာတွေပြန်ဆောင်ကြပြီးဒီကနေ့ဒီအချိန်လေးအကြည့်တန်တဲ့ဘဝကြီးကုံဆုံးလို့သွားကြပြီလို့အောင်မေးလိုက်ပါတော့ဒီပါလေးကြည့်ကြစမ်းပါဦးအမေတို့ဖေတို့တွေ့ရင်တိုက်ချင်လို့သာသာဝတိတစ်မျိုးလုံးပတ်ပြီးတော့ရာဟုဆွမ်းနေအလူခမ်းလာတယ်လို့မိဘတစ်ပါးကိုရာဟုဆွမ်းနေလက်ပြပြီးတော့အာရပါရနဲ့ပြုံးပြောကဲပေးအမေတော့ဖို့အမေခွက်လေးပေးအဖေတော့ဖို့အဖေခွက်လေးပေးဆိုပြီးတော့ခော့ကလေးတွေကိုထည့်ပေးမယ်လို့ယူကင်လိုက်တဲ့အခါလွန်ခဲ့တဲ့12နှစ်ကျော်ကာလတုန်းကရွှေပကံများနဲ့စားခဲ့တဲ့မိဘနှစ်ပါးရဲ့လက်ထဲကခွက်တွေချီရော်တဲ့အလေးလေးပြီးတော့သားလေးရဲ့ရင်ထဲမှာခံစားရပြန်ပြီ။ဩငါမိုက်ဖြစ်တယ်12နှစ်တိုင်နဲ့မိဘနှစ်ပါးကိုခွဲခွာပြီးတော့ထားခဲ့တဲ့ငါအပြစ်တွေရွှေပကံများနဲ့စားခဲ့တဲ့ငါမိဘနှစ်ပါးစားနေတဲ့ပကံကချီရော်လေးလေးနဲ့တောင်ကန့်ညစ်နေပါလားမျက်ရည်လေးတွေအသာသုံးပြီးမှကဲ့တော်ပါတော့ဒီခွက်တွေနဲ့တောက်မနေပါနဲ့တော့တပိန်ဖုံးလေးကိုအသာလံရလာတဲ့ရာကိုလေးထိုက်တဲ့စီအားလျော်စွာထည့်ပူနေတဲ့ရာကိုလေးနှွေးလေးပြောင်းလေးအေးလေးနဲ့မှုတ်ပေးပြီးတဲ့အခါအမေကိုတစ်ချိန်တိုက်အမေတော်ပြီးတဲ့အခါဖေကိုတစ်ချိန်တိုက်တခါပြန်ပြီးတော့အမေကိုတိုက်နဲ့ရာကိုလေးတိုက်ကျွေးလို့နေလာလိုက်တာတပြေးနဲ့သပိတ်ထဲကယာဟုဟာကုန်ပြီးတော့9ဇောလောက်ကြံတဲ့အချိန်ရောက်မှအသာလေးသပိတ်လေးကိုဖုံးကဲအဖေနဲ့မေဒီနေရာမှာပဲစောင့်နေကြသာဟောဒီသပိတ်လေးနဲ့သာဝတိဇေတော်အကြောင်းကိုပြန်မယ်ရေစဆင်ပြီးတဲ့အချိန်သာဝတိမြို့မှာနေတဲ့ဇွမ်းတွေရအောင်ခံမယ်နေစွမ်းအတွက်စွမ်းပူပူဟင်းပူပူလေးရလာရင်လေအဖေနဲ့အမေကိုဟောဒီနေရာမှာသာလာပြီးတော့ကျွေးပါအောင်မယ်တဲ့ကိုတော်လေးเจ้าကိုအသာပြန်မိဘနှစ်ပါးမြင်ရင်မြို့မကြမှာစိုးရိမ်တဲ့အတွက်ကြောင့်
သူအတွက်စောစောကချမ်းသာတဲ့ဘဝရေသာရာကိုဆွမ်းနေငါဆုံးကိုရေလေးနဲ့ကျင်းပြီးတော့အာယုံစွမ်းအပြည့်နဲ့ဖုံးပြီးတော့မူရရှာတယ်နေခဲ့အချိန်ရောက်ပြီးစေနာဤစတ္တနာဤနေသောအတွက်ဆွမ်းကံရလာတဲ့ဆွမ်းပူပူလေးနဲ့သစ်ပင်ရီမှာစောင်းနေတဲ့မိဘနှစ်ပါးရဲ့အထံကိုအမြန်သွားအမိတော်ဖေတို့ကိုဆွမ်းပူပူဟင်းပူပူလေးနဲ့နေပြီးတော့ပြုစုလုပ်ကျွေးလို့နေလိုက်တာငါသားကြီးကျွေးတဲ့ဆောငါသားကြီးလူလာဩရသာကျွေးတဲ့ဆောရင်လို့မိဘတစ်ပါးကလည်းအာရပါရနဲ့စားသုံးလို့နေလိုက်တာကိုယ်တော်လေးဖုံးပေးဖို့ရအတွက်တောင်းမှငါလှုပ်စာလေးကိုမနေကြအောင်ခြံခဲ့ရတယ်ပြီးတော့ကိုယ်တော်လေးကကြောင်းရောက်မှအဲ့ဒီငါလှုပ်စာမဝရေစာလေးဖုံးပေးပြီးတော့မပြည့်သေးတဲ့ဖိုက်ကိုရေနဲ့ပဲဖြည့်တနေ့ဒီလိုနဲ့ပဲအာယုံစွမ်းနေကျွေးနေစွမ်းနေကျွေးနဲ့ကျွေးလာလိုက်တာမိဘနှစ်ပါးရဲ့အသားရည်တွေကတစ်ပြေးနဲ့ဝင်ပါလို့ဆိုပြေလာပြီးကိုယ်တော်လေးရဲ့အသားရည်တွေကတော့ဖရွယ်ချောင်းကလေးလိုပဲတစ်ပြေးနဲ့ပင်ကြီးလို့လာပြီးတခါကြပြန်တော့အရက်တဲ့ဆုံးခံသွားတော့သင်္ကန်းလေးတွေရတယ်တဲ့ရတဲ့သင်္ကန်းလေးတစ်တဲကိုအလေကဓာကလေးနဲ့ပိုင်အမေကိုတတ်တဲ့ပြီးအမေဝတ်ထားတဲ့ထမင်းအဟောင်းလေးကိုကြောင်းကိုယူအဖေကိုတတ်တဲ့ပြီးအဖေဝတ်ထားတဲ့ပစိုးလေးကိုကြောင်းကိုယူအဖေတို့ဝတ်ထားတဲ့ပစိုးထမင်းလေးကိုဆက်ချုပ်လျှော်ဖို့ပြီးတဲ့အခါသစ်ခေါင်ရောင်လေးဆိုပြီးတော့ကိုတော်လေးကသင်္ကန်းအဖြစ်ဝတ်ဆင်လိုက်တဲ့အချိန်ဝတ်ထားတဲ့ဝတ်သင်္ကန်းကိုကြည့်လိုက်ပြန်တော့လေနွမ်းကြီးပေတီဒီတော့ကြံတဲ့ကိုတော်လေးကဒီကိုတော်လေးကိုအကဲခံပြီးတော့ကြည့်နေတာအရှင်ဘုရားဒီအရင်တော့ကပိုးရောက်သင်္ကန်းလေးနဲ့အလုံးကိုကြည်လိုဝယ်ကောင်းလာပါတယ်အရှင်ဘုရားရဲ့အသွင်အပြင်ကတကယ်ကိုကြည်လင်းလန်းဆန်းလို့နေခဲ့ပါတယ်အရှင်ဘုရားရဲ့အသားရည်တွေကလည်းဝင်ပါဆိုပြေလို့နေပါတယ်အခုတော့ကိုတော့ကြည့်ရအသာအေးကလည်းခံလျှောက်ပင်နေလို့လာတယ်ဝတ်စင်ထားတဲ့ဝတ်စင်ကလည်းနွမ်းကြီးလို့နေတယ်ကိုတော်ဖေချေရကြောင့်များဒီလိုဖြစ်ရတာလေလို့ကိုတော်လေးတွေကတပါးပြီးတပါးနာမေးနေတော့မဆက်ပါဘူးတဲ့ယဟန်လေးကလည်းသူ့မိဘနှစ်ပါးကိုနေတိုင်းအာရုံဆုံးကြွေးရတဲ့အကြောင်းနေဆုံးခံပြီးတော့ကြွေးရတဲ့အကြောင်းကျန်တာလေးမှသူ့ဖုံးမရလို့မဝရေသာစားလာလို့ဒီလိုပိန်လာရတဲ့အကြောင်းမိဘနှစ်ပါးကိုသင်္ကန်းလေးဝတ်ဆင်ပြီးလို့မိဘနှစ်ပါးရဲ့အကြကိုပဲသင်္ကန်းအဖြစ်ဝတ်ဆင်ရတဲ့အကြောင်းကိုပြောလိုက်တဲ့အခါတကယ်သာရဏမှာတကယ်သိတဲ့ကိုတော်တွေကတော့ဝမ်းမြောက်ဝမ်းသာသာတို့ခေါ်တော်မူကြပါတယ်ဒီတကယ်မသိတဲ့ကိုတော်တွေကြတော့ပုထုဇဉ်သဘာဝအတိုင်းအတင်းအပြင်းနေဆိုကုန်ရပြီဟာဒီကိုတော်တော်အောက်တန်းကြတဲ့ကိုတော်ပဲတဲ့လူတကာမလေးထပ်သာစွာလောင်းလို့လိုက်တယ်ဆွမ်းပြီးသင်္ကန်းလေးကိုလူတွေကိုဒီကိုတော့ပြန်ပြီးတော့ကျွေးနေတယ်ပြန်ပြီးတော့ဝတ်ယုံပေးနေတယ်ဟာဒီကိုတော့တော်တော်အောက်တန်းကြတာပဲပေါ့လေတပါးနဲ့တပါးတစ်ဆင့်နဲ့တစ်ဆင့်စကားတွေပြောဆိုလာလိုက်တာကျင်ပြန်တဲ့စကားတွေပြန်နှမ်းလို့လာတဲ့အချိန်တဏှိသောအခါမှာသံဃာပရိသတ်တွေဆုံးကြီးနေတဲ့အစည်းအဝေးမှာရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူပြီးจิตလာသံဟောဒီမှာမေဖို့သံဃာတော်များများကပြောကုန်ကြပြီးမင်းဒီလူတကာဓမ္မတွေထပ်သန်သွားတရားနဲ့လူလန်းလိုက်တဲ့ထွန်းနေသင်္ကန်းတွေကိုလူတွေကိုပြန်ပြီးတော့ကျွေးနေတယ်လူတွေကိုပြန်ပြီးတော့ဝေယုံပေးနေတယ်လို့ပြောနေကြတယ်သူတို့ပြောတဲ့အတိုင်းသင်္ချေသာတကယ်ကိုကျူးလွန်မိပါသလားမှန်ပါရှင်ဗျာရှင်တော်မြတ်ဗျာမိန့်ကြားတဲ့အတိုင်းတပည့်တော်သည်အရှင်ဘုရားရဲ့သာသနာမှာနေရင်ဖြင့်လူတွေကိုသင်္ကန်းနဲ့လည်းဝတ်ပေးမိပါတယ်ဆွမ်းနဲ့လည်းပဲလုပ်ကျွေးမိပါတယ်ဒီတော့အာလုံးသံဃာတွေအာယုစားပြီးတော့ဒီကိုယ်တော်မြတ်စွာဘုရားဘာတံပေးမလဲပေါ့လေစောင့်နာထောင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားကကိုယ်တော်လေးကိုမိန်ကုန်ထုတ်ပြန်ပြီးဒီပါဟုတ်ချက်သာမင်းဘသူတွေကိုလှုပ်ကြွေးပြီးတော့ဘသူတွေဝတ်ယုံပေးနေတာလေဘုံတော်နေဝထွန်လင်းတော်ပါတော်မူပါသောမြတ်စွာဘုရားလူငယ်သော12နှစ်ကာလတုန်းကဆက်ရှိကလေးကျွေးဝါချမ်းသာခဲ့တဲ့တပည့်တော်ရဲ့မိဘနှစ်ပါးသည်
တပည့်တော်သာရဏဘဝင်ပြီးတော့တရားရှာနေတဲ့အချိန်စိတ်တွေအကုန်လုံးပြတ်သုံးသွားတဲ့အတွက်ကြောင့်လမ်းဘေးမှာခွက်တယောက်တစ်လုံးကန်ပြီးတော့တောင်းစားသူနေရပါတယ်အလိုသာဝတိဆင်းနေတဲ့အတွက်ကြောင့်အရှင်ဘုရားဟောကြားတဲ့တရားလားဆရာတိုင်းတပည့်တော်သည်တပည့်တော်ရဲ့မိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းအာယုံစွမ်းနေစွမ်းများနဲ့အလူခန်းလို့ကျွေးမိပါတယ်ရလာတဲ့သင်္ကန်းလေးနဲ့လည်းဝယုံလို့ပေးခဲ့မိပါတယ်မြတ်စွာဘုရားတဲ့ဒီတော့ကိုယ်တော်လေးကိုဘာအမိန့်ချမလဲလို့သံဃာတော်ရှင်မြတ်တွေသူပေါင်းပြီးတော့အာယုံဆိုင်နေတဲ့အချိန်ရှင်တော်မြတ်ဘုရားရဲ့ညာလက်တော်ကိုယ်တော်လေးရဲ့ကျောပေါ်ကိုအသာတင်အာလုံးသောသံဃာပရိသတ်တို့ရဲ့အလယ်မှာသာဓုသာဓုသာဓုချစ်သာဒေရှင်သာဒီငါဘုရားနုတေကာလတုန်းကကျင့်စဉ်အတိုင်းတတွေမတင်းလိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပြီတဲ့ပရိသတ်မြတ်စွာဘုရားကဘာလုပ်သလဲသာဓုခေါ်တယ်တဲ့ဘာကြောင့်သာဓုခေါ်တာလဲမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့နေရာမှာတဲ့ဒီရှင်သာဒီငါဘုရားလူတဲ့ကာလတုန်းကအရှင်ဆရာတိုင်းတသွေမတိလိုက်လာကျင့်သုံးခဲ့တဲ့ငါသားတော်ကြီးပိသပါပေတယ်လို့ရှင်တော်မြတ်ဘုရားကမိန့်ကြားတော်မူလိုက်တဲ့အခါကြံတဲ့ကိုယ်တော်ကြီးပြောစရာစကားကြံသေးရလားဒီအချိန်ပြောစရာမကြံပြီးမဲ့တောင်းစရာတရားကတော့ပေါ်လာပြီခုနကပြောနေတဲ့ကိုယ်တော်တွေကမြတ်စွာဘုရားနာကတ်လာပြီဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားဟောဒီကိုယ်တော်လေးမိဘနှစ်ပါးကိုနေ့စဉ်နေ့တိုင်းလှုပ်ကြွေးနေတာကတော့တပည့်တော်တို့မြင်လဲမြင်ကြရပါတယ်ကြားလဲကြားရပါတယ်အရှင်ဘုရားသာသနာပြုစဉ်ကာလဘဝသာသနာဖြည့်စည်းတဲ့ကာလတုန်းကမိဘနှစ်ပါးကိုပြုခဲ့တဲ့တောင်းဝတရားတွေမိဘနှစ်ပါးရဲ့အပေါ်မှာလှုပ်ကြွေးခဲ့တဲ့အကြောင်းတွေပြန်ပြောင်းလို့ဟောကြားတော်မူပါတဲ့တရားတောင်းတော်မူကြပါတယ်ပြိဿရဲ့ဘာလို့လဲအဲ့ဒီကြမှာတရားတောင်းတာပြိဿအခုမှတရားကတောင်းယူရှိသေးတယ်ဘယ်နာရီထိုးသွားပြီ2 နာရီခွဲပဲရှိသေးတယ်3 နာရီမပြည့်သေးဘူးဟုတ်လားအဲ့တော့မှယဟန်တွေကယဟန်တောင်းမှမြတ်စွာဘုရားကဒီယဟန်လေးကိုအကြောင်းပြုပြီးတော့ခုနကမိဘလက်ပါကိုကျေးဇူးဆက်ရမယ်အကြောင်းလေးဘာလို့အခြေခံထားလဲဆိုရင်တို့အားလုံးသိပြီးသားဖြစ်တဲ့သုဝဏသာမဇတ်အဲ့ဒီနေရာမှာဟောတာဟုတ်လားအဲ့တော့ပရိသတ်ဘာဇတ်ကိုဟောလဲပြန်ဖို့မစင်စားနဲ့သုဝဏသာမဇတ်ရောက်ဖို့မရောက်ဘူးဟုတ်လားဟမ်ရောက်ပြီလားဧရာယောအလုံးသောဒုက္ခဓမ္မပေါင်းသူတော်ကောင်းတွေဒီနေရာမှာမြတ်စွာဘုရားရှင်ကိုယ်တော်များဟောကြားလိုက်တဲ့သုဝဏသာမဇတ်တော်ရဲ့ရှေ့ပိုင်းဏိဒံမှာမိဘနှစ်ပါးရဲ့မျိုးနှင့်ခြင်း၅မျိုးကိုကြည်အောင်ပေးဆက်ရမယ်ဆိုတဲ့အကြောင်းမိဘနှစ်ပါးကိုတရားသီလစာကပညာတရားတွေနှလုံးသားမှာတည်အောင်ကြိုးစားရမယ်ဆိုတဲ့အကြောင်းခေါ်ဒီကိုကျက်နေတာကြည်အောင်ဆက်ရင်မိဘနှစ်ပါးရဲ့လူဘိုးနဲ့ချွေဘိုးကိုကြည်အောင်ဆက်ရရောက်တဲ့ဆိုတဲ့အကြောင်းရှင်တော်မြတ်ဘုရားကိုယ်တိုင်ကျေးဇူးဆက်တဲ့အကြောင်းကိုဟောကြားပြီးတဲ့အချိန်မိဘနှစ်ပါးကိုကျေးဇူးဆက်လိုက်လို့ရလိုက်တဲ့သာသမီတွေရဲ့ကောင်းကျိုးတရားတဲ့ပြိဿမကြပါဘူးကလန်း9 မိနစ်ပါပဲပြီးတော့မှာဟုတ်လားယောမတရပိတရဝမေသောဓမ္မေနဘောဓတိဒေဝနာပိတိကိသန္တိမာတာပိတိတရဏရံจิตจิตသမီးတို့ဟောဒီလောကမှာရှိကြတဲ့သာကောင်းယရဏသမီးတွေမှာတို့သည်မိမိရဲ့မိဘနှစ်ပါးကိုပြည့်စည်ဓမ္မနှစ်ဌာနနဲ့သာလှုပ်ကြွေးလိုက်ကြမယ်ဆိုရင်မိဘနှစ်ပါးကိုအဲ့ဒီပြည့်စည်တဲ့ကျေးဇူးဆက်တဲ့သာသမီတရားဓမ္မနဲ့ကျေးဇူးဆက်တဲ့သာသမီတွေကိုဒီဝါနံပြီးမမြင်ရတဲ့နတ်တွေကလည်းတိကိသန္တိဆေးကုပေးကြလေကုန်၏ပြိဿမိဘနှစ်ပါးလှုပ်ကြွေးတဲ့သာသမီကိုနတ်တွေကဘာလုပ်ပေးသလဲဆေးကုပေးတယ်သုဏကာမသတ်မှာသုဏကာမလေးညာစိတ်တဲ့တော့ဘယ်သူတွေဆေးကုပေးတယ်နတ်တွေကဆေးကုပေးတာ
ဟုတ်လားဒီတော့အားလုံးတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေဒီတရားနာပြီးတဲ့အချိန်မှာရိုးရိုးလေးပဲသင်္ကန်းကယူကြည့်မိဘနှစ်ပါးကိုလှုပ်သွေးတဲ့သာသမီဟာမိဘအတွက်လားကိုယ့်အတွက်လားကိုယ့်အတွက်ပဲဟောဒီဓမ္မပညာရှာနေရတဲ့ညီငယ်ညီမငယ်လေးတွေပါတယ်စီဝါရှာနေရတဲ့ညီငယ်ညီမငယ်တွေပါတယ်ယာတုတက်ကျင်ရတဲ့ညီငယ်ညီမငယ်တွေပါတယ်ဂုံတိုင်းကြီးတွေတန်ကြီးတွေတည်ကျင်ရတဲ့ဒကာကြီးတွေဒကာမကြီးတွေပါတယ်ဟိုကုံကုံပြောမယ်နှလုံးသုံးလုံးပေါက်ချင်ရတဲ့လူတွေလည်းပါအောင်မှာဟုတ်တယ်မို့လားဘသူစီမတောင်းမနေနဲ့ဘယ်နဲ့မှပြင်းမနေနဲ့အဲ့ဒီကောင်းကျိုးတွေတကယ်လိုချင်တယ်ဆိုရင်အိမ်ဦးနဲ့အစ်စ်ဖြစ်တဲ့ကျေးဇူးအရှိဆုံးမိဘနှစ်ပါးကိုသာလုပ်ပြီးဖျားပေးထားပြီးသားဟုတ်တယ်မို့လားမိဘနှစ်ပါးကိုသာတကယ်ပြည့်စည်ဓမ္မပဌာနာနဲ့ဆက်ကြမယ်ဆိုရင်မမြင်နိုင်တဲ့အိမ်ဆောင်တဲ့တွေကိုယ်ဆောင်တဲ့သာသနာဆောင်တဲ့ကိုကြီးရော်မနေလေးမကြအကုန်လုံးကဒီသာသမီတွေကိုစောင့်ရှောက်ရတယ်လှုပ်ကြွေးရတယ်ဟိုကုံကုံပြောမယ်သူတို့ကတော့ပြန်ပြီးတော့ဥချရတယ်ဟုတ်လားခုတော့အိမ်ဦးနဲ့ဖြစ်တဲ့မိဘနှစ်ပါးကြတော့ကျွေးပေါ်မရပဲနဲ့ကိုမစားနိုင်တဲ့မှန်တဲ့လေးပဲကျုပ်ကိုအပြတ်မခံဘူးပြင်တင်လုပ်နေတာဟုတ်လားအဲ့ဒီကျုပ်ကအမေတော်ကျွေးတိုင်းအမေသမင်းတက်နဲ့ကောင်းကောင်းမစားရဘူးလားရိုးရိုးလေးကိုအထမ်းလုပ်နေတာဟုတ်တယ်မလားဒါနံပါတ်1ကောင်းလို့ဟောရင်တော့ကမှာမိဘနှစ်ပါးကိုလှုပ်ကြွေးတဲ့သာသမီတွေသံမီဝဲအောင်ရင်ကလားအောင်မယ်စီဝါရေးတက်ချင်ကလားတက်မယ်ယာတုတက်ချင်ကလားတက်မယ်ဘာမှရရမချင်းနဲ့အဲ့ဒါအကောင်းဆုံးရရပဲဟုတ်လားအမေသားဖြစ်နေ promotion လိုချင်နေပြီမေတ္တာပို့ပေးပါဆိုကိုယ့်အဖေနဲ့ကိုယ့်အမေရှိမှာပဲထမင်းလေးကိုတန်တန်လေးကောင်းကောင်းလေးထည့်ကြည့်ပြီးဆူတောင်းတာမှာအကောင်းဆုံးပဲဟုတ်တယ်မလားဒေဝနာမိနတ်တွေကလည်းတိကိသံဒီဖိမယအောင်ဆေးကို၍သိတတ်ပါပေဆေးကုတယ်ဆိုတာယောဂပြောက်အောင်ကုတာမဟုတ်ဘူးလားအခုဆင်းရဲတဲ့ယောဂတွေမစုံဘူးလားအောင်မလီနတ်တွေကကုပေးလိုက်မယ်အမေနဲ့ဖေကလှုပ်ကြွေးဟုတ်လားဣတိဝနာပတ္တသတိပစ္ဆာတကေပမောတတိဣဒာဟောဒီပြစ္ဆုတ်ကလောကလူဘဝမှာနေနေတဲ့အချိန်မှလည်းပဲပန္တိတော်ကြောင်းကျိုးသိမြင်ပညာရှင်ဖြစ်တဲ့သူတော်စင်တွေကပဇာနန္တိလိမ္မာလိုက်တဲ့သားလေးတွေသမီးလေးတွေတော်လိုက်တဲ့သားလေးတွေသမီးလိုက်တွေကျမ်းမာကြပါစေချမ်းသာကြပါစေအထက်တန်းကြတဲ့ဘဝကိုရကြပါစေလို့ပညာရှိတွေကလည်းချီးမွမ်းကြပါလေတဲ့ပြိတ္တပညာရှိတွေကလူမိုက်တွေချီးမွမ်းတာမလူကျင်နဲ့ပညာရှိချီးမွမ်းတာတယောက်ရရင်တော်ပြီဟုတ်လားလူမိုက်တရားချီးမွမ်းတာမပြောနဲ့သူတော်ကောင်းတယောက်ချီးမွမ်းရင်ပြောစရာမကောင်းဘူးလားအခုဒီကိုယ်တော်လေးသံဃာပရိသတ်အလယ်မှာမြတ်စွာဘုရားကကြောတော်ကိုလက်တော်လေးပုတ်ပြီးတော့သာဓုအခေါ်ခံရတာဘယ်လောက်အားကြဖို့ကောင်းလဲဟုတ်တယ်မို့လားဟောဒီဘဝကပစ္စာဓမ္မလောကနောဘဝရောက်ပြန်တော့လည်းပဲပမောတတိနတ်ပြည်ချောင်းရွာဗြဟ္မာမကျွဲခပိဩသောလုံးစုံသောကောင်းမြတ်သောသူဂတိဘုံဘဝသို့ဝမ်းမြောက်ဝမ်းသာဖြစ်ရပါ၏ဟောသိသွားရင်လည်းပဲတဲ့နတ်ပြည်ဗြဟ္မာပြည်ဆုမတောင်းနဲ့ရောက်ပြီးသားပဲဟုတ်လားလူဖြစ်ရင်ဖြစ်မယ်နတ်ဖြစ်ရင်ဖြစ်မယ်ဗြဟ္မာဖြစ်ရင်ဖြစ်မယ်ငရေတိရစ္ဆာန်ပြိတာသူရကင်းဘယ်တော့မှမရောက်နိုင်တော့ပါဘူးတဲ့ဒါကြောင့်အပေပိတ်ခြင်းနေဆိုရင်လည်းပဲမိဘနှစ်ပါးကိုလှုပ်ကြွေးပါဘဝချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုပဲလှုပ်ကြွေးပါတမန်တော်မှာဆင်းရဲတဲ့ချမ်းသာကိုလိုချင်နေဆိုရင်လည်းမိဘနှစ်ပါးကိုလှုပ်ကြွေးပါဟုတ်တယ်မလားဣဒာပိသောပလောကဤလူဘဝ၌လည်းပဲပါဠိတော်ဘုရားအစရှိသောသူတော်ကောင်းသူမြတ်လောင်းတို့ကကောင်းပါပြီစွာကောင်းပြီစွာတော်ပါပြီစွာတော်ပြီစွာလိမ္မာလိုက်တဲ့သားကောင်းလိမ္မာသမီးရတနာလေးတည်းလို့ပဇာသတိကောင်းစွာမသွေးချီးမွမ်းကြပါပေကုန်၏ပစ္စာဒီဘဝကသိဆုံးလို့နောက်ဘဝရောက်ကြပြန်တော့လေပမောတတိနတ်ပြည်လျှောက်ရွာဗြဟ္မာမကျွင်ခပိဩသောလုံးစုံသောကောင်းမြတ်သောဘုံဘဝဘုံဌာနသောကောင်းစွာမသွေရောက်ရပါပေသောတည်းဒေသနာဝသနိမြတ်စွာဘုရားသုဏတာမဇ္ဇဒေသနာဟောကြားရာဆုံးချိန်ခါ၌
သောအမျိုးအမည်အပြင်ထင်ရှားမရှိတဲ့ခေါရိယဟန်လေးသည်သောတာပတ္တိဖလေသောတာပတ္တိဖို့၌ပဋိဌာဟိကောင်းစွာမသွေကြည်ခဲ့ပါပေတော်သတည်းပရိသတ်တရားဆုံးသွားတော့ကိုတော်လေးပဲအဆင့်ရောက်သွားပြီလေခုနကဘဝပါရမီနုခဲ့ပြီမဲ့အခုမြတ်စွာဘုရားရှိမှနာပြရဲ့ရှုပွားလိုက်တာစောစောကပါရမီကုသိုလ်တွေကပေါင်းစပ်လိုက်တော့သောတာပန်ရောဖြစ်မသွားဘူးလားကဲပရိသတ်ကိုတော်လေးကောင်းကျိုးရသွားသလားဆိုးကျိုးရသွားလားပြီးတော့မိဘနှစ်ပါးကိုလှုပ်ကြွေးတာဟာမိဘနှစ်ပါးချမ်းသာဘူးလားကိုချမ်းသာဘူးလားအကြောင်းရှိတော့အကျိုးပေါ်ကိုချမ်းသာတော့မိဘနှစ်ပါးရောမချမ်းသာဘူးလားအဲ့ဒါပဲဒါကြောင့်အာရုံတော်တို့တရားဓမ္မပေါင်းသူတော်ကောင်းတွေကိုဒီကနေ့ဟောကြားလိုက်တဲ့တရားဤကုန်းတက်လို့ရလိုက်ပါပြီနော်မိဘနှစ်ပါးရဲ့မျှော်လင့်ချက်၅ပါးကိုကြည်အောင်ဆက်နိုင်ပါစေမိဘနှစ်ပါးနှလုံးသားမှာသီလသမာသီလတရားသီလစာကပညာတရားတွေကြည်အောင်ကျေးဇူးဆက်လို့ပေးနိုင်ပါစေအရှင်သာရိပုတ္တရာဘုရားရှင်တို့ကဲ့သို့ဓမ္မနဲ့ကျေးဇူးဆက်နိုင်ပါစေဒီကိုယ်တော်ဒီကဲ့သို့မိဘနှစ်ပါးကိုဆွမ်းခံကြွေးပြီးတော့လှုပ်ကြွေးရင်းနဲ့ကျေးဇူးဆက်နိုင်ကြပါစေကျေးဇူးဆက်နိုင်ကြကုန်သည်ဖြစ်၍ဟောဒီကိုယ်တော်လေးဘဝချမ်းသာသန္တရာချမ်းသာရသွားသလိုပဲအာလုံးသောဒုဒကဓမ္မပေါင်းသူတော်ကောင်းတို့လည်းပဲအစဉ်တမ်းမြင်တဲ့ဘဝအထက်တမ်းကြတဲ့ဘဝမှာမြင်တဲ့ဘဝလှကြကုန်၍ကောင်းစွာမသွေဝမ်းမြောက်နိုင်ကြပါစေကုန်သတည်းတိတိတံသုဒ္ဓဗုဒ္ဓေနာသုနေတဝါဓမ္မဒေသနာအဘိနန္ဒနာစေတိနာသာဒုသာဒုတိပါဒထာသာရောတရားလာလာကြပါရဲ့မြာဓမ္မပေါင်းသူတော်ကောင်းတို့ဒုံမေသေသူတော်ကောင်းပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနာဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘုဒ္ဓအဖျားဖျားကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီး၏သန္တိကံအထံတော်မှာဒေတိတံတဆင့်ခံလာဟောကြားအပ်သောဒီပါဓမ္မဒေသနာအမွေခံထိုက်တဲ့သာသမီတွေဖြစ်ဖို့ရန်ရည်သာဟောကြားအပ်သောအမွေခံထိုက်သူဖြစ်ပါစေအမည်ပေးလိုက်တဲ့ဤတရားဒေသနာတော်မြတ်ကိုသူနေတဝါကောင်းစွာယုတိအချိန်ပြီးပြီးတော့နာကြပြီးကြကုန်ပြီဖြစ်၍အဘိဓမ္မစေတိနာအလွန်နှစ်သာရွှင်လန်းဝမ်းမြောက်ဝမ်းသာအပိတိချာကြကုန်လျက်အဘိဓမ္မစေတိနာဟောဒီကိုယ်တော်ကြီးပြောင်းသလိုလိုနောက်သလိုလိုနဲ့အောင်မလေးတရားကိုတကယ်သုံးနာရီနိဗ္ဗာန်ကြီးတော်ဟောလိုက်တဲ့တော့ကာလမိရင်မမိမဲ့အင်းပြန်နောက်ကြရင်တော့ကိုတော်ကြီးအင်းရောရင်မေတ္တာပို့လိုက်အောင်မယ်ရင်လို့စိတ်ထဲမှာတရားတကယ်ရှိသွားလို့ကြည်ခဲလို့များအပွားစီဖြစ်နေမယ်ဆိုရင်ပရိသတ်ရဲ့အပြစ်တော်တင်တာကိုတော့ဥထုဇေသဘာဝမှုဘာမှမပြောလိုပါဘူးပြန်ပြီးတော့လဲစဉ်းစားကြည့်ပါဦးဟောဒီကိုတော်ကိုနဲ့သားတွေကသင်္ဟံဝလာတာလူယိုကြီးမှဖျားဆိုရစီရဲ့အစ်စ်ပါကျုပ်အတွက်သာသမီလည်းမရှိပါဘူးမြေလည်းမရှိပါဘူးခင်ဗျားတို့သာသမီတွေနဲ့မိဘတွေကြားမှာဒီဟာပြည်ကြောင်းကုသိုလ်ကောင်းတွေတိုးပွားအောင်တမယပင်မှခံပြီးတော့ဒေသတကြုတ်ကြုံနဲ့ဟောရပါဆိုတဲ့အကြောင်းပြန်ပြောင်းလို့ရှင်းပြရင်ကြည်ကြည်နဲ့ကြည်ကြည်လင်လင်ဝမ်းမြောက်ဝမ်းသာပီတိတွေခြားကြကုန်လျက်သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်သူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာသာသာသုံးရင်သုံးဝါနှုတ်ရဟာ၍ကောင်းစွာမသွေကျွေးလိုက်ကြလေကုန်ရသတည်း